ဟဲ့တာပဲလား ဒါပဲဘုတော့တော့ဒီတဲ့ပုံဘာများစားကြလဲလို့ ဟာကွာတခါလာလဲအတီးတခါလာလဲအရွက်တခါလာလဲဟောဒီအလကားရတဲ့ဘဲဦးကြာတော့နှုတ်ပြီးတောင်ထွက်တော့မယ်တခါတလေများလဲအသားရင်ချက်ပါကွာ အဲ့လိုတော့ရှင်ရတဲ့ပက်စာလေးနဲ့ရှင်ကဟင်းအောင်စားကြသေးတယ်နော် ပြင်မန်းလုံးလုံးလဲတခါလီစားကျင်တာပုံနေမှာရဲ့ ဒီမှာကိုတော့ရှင်နေပင်မန်းတာမဟုတ်ဘူးကျုပ်လည်းပင်မန်းတာပဲကျုပ်သားကျုပ်သမီးလို့လည်းကျုပ်ဟင်းအောင်ပြုချင်တာဖေးနဲ့သမီးရကြိုက်ချင်းတူပါတခါတလေများဟင်းအောင်လေးများချက်လိုက်ရင်ဟောဒီတစ်စလုံးကရှင်သမီးတယောက်ပဲစားတယ်နဲ့ကုန်ပြီ ဟုတ်တယ်ဖေးရပတ်စံနေများရအောင်ရှာပေးပါဖေးရဒါမှတမီးကိုနေတိုင်းနှင်းကောင်းကောင်းစားရမှာပေါ့ ကဲ ဒီကတမီးရဲ့ဒီက အော်ညီမလေးကိုကြီးကြည့်ရရင်ပတ်စံနေအများရအောင်စားမှာမင်းကိုဟင်းကောင်းကိုချက်ခိုင်းမယ်တိလားဒီညီမလေးကိုကျွေးနေဟုတ်ကဲ့ ငါနိုင်ပဲအေးနော်အနေကျွေးတဲ့များနဲ့စားတာပဲမင်းရှိစားတာပဲစားတာစားရှင်ကလေကျုပ်သားကြီးလောက်တော့မှအတိတရားမရှိဘူး ဒီကကွာငါပြောတော့လည်းငါခမ်းရမှာနော် ဟောကိုတော့ ဟင် ဦးလူကောင်ကသူ့လူကိုထွက်လိုက်တယ် ဒါပဲ ဘာရမလဲကျွေးကိစ္စပေါ့ဘယ်လိုရှင်းရမှာလဲတဲ့ ဖြည်းဖြည်းချင်းဆက်သွားပါမယ်လို့ငါပြောပြီးသားပါကွာ ဟုတ်ပါတယ်ဟုတ်ပါတယ်ဦးလူကောင်ကပြောလိုက်တယ်တဲ့ဒီတော့အတိုးတက်မယ်ဆိုတာပါသူလည်းနားမလည်ပါဘူး ဟုတ်ကဲ့အရင်တောင်မှအနိုင်နိုင်သူကလာကြတယ်ဟာ 嘿，马总，拉咱毛啊，拉咱毛瓜。对呀，没的，够够够的，八遍。对，看一下，看一下。没有别忙不？ ရတယ်စိတ်လို့ ရတဲ့ပြင်မလို့ ဟုတ်တယ် ဟာဒါသမင်းသားနားတဲ့အချိန်ဟာလာသားမကွာ သမင်းလည်းစားကျင်စိတ်မရှိတော့ပါဘူးဘလောက်အလုံးနဲ့လက်နဲ့မပြတ်လို့ကျွေးရတယ်ပင်ကြည့် ဘာတော့မင်းမလဲလှုပ်လေမြုပ်လေပါပဲလား အဲ့ဒီလိုကိုဖြစ်နေတာ မင်းအကျွေးကလေဝင်းကြီးတော်သည်နှာခေါင်းကပြုတ်သွားလို့ရှိရင်မင်းအတက်ကြီးကျသွားလိမ့်မယ်ကွာ လည်းမလုပ်လို့ဘာကဲမှမသိတော့ပါဘူးဗျာ လွဲပါတယ်ကွာဘာတော့လွဲပါတယ်တောက်သားမင်းတော့ခက်တော့ချစမ်းပါကွာမင်းကြံစစ်တော့နေလာလိမ့်မယ် အဲ့ဒါတော့မတော့ချင်ဘူး ဟေးခြာသားမှာကွာတစ်ခွက်ကြံကောင်းတွေပေါ်လာမယ်ပေါ်လာလိမ့်မယ်ဒီလိုမှပေါ်ကွာဟေးထပ်ပြီလား တော်ပြီကျွန်တော်တော်ပြီတော်တော်ပြီ တောက်လက်ဆန်းနဲ့တောက်ရပါထိုင်စားမင်းဒီတစ်ခွက်ကလေးတောက်လိုက်တာထိုင်ဟုတ်တယ်ထိုင်တောက် တောက်မယ်နော် အေးဒီလိုမှပေါ်ကွာမင်းမတနေ့လာလဲလေရဲဆက်လိုက်ရတာလေးကျွတ်ဆက်လိုက်ဒီဘောကဘယ်လိုတက်မှလဲဘာတော်ရ ဟိုကျုပ်ကလည်းဒါပဲလုပ်တတ်တာဘူးဗျာ မင်းပြောတာမှန်တယ်ဒါပေမဲ့မင်းမလုပ်တတ်တဲ့တစ်ခုငါတို့ပြင်ပေးမယ် ဘာလို့ရမှာ ဟေးဒီမှာပတ်တည့်ရတဲ့ရင်းနှီးလိုက်ရတာနဲ့မင်းဘဝတစ်ခုလုံးတက်လုံးမင်းခမ်းလာတယ်နော် ဥပဒေနဲ့မကင်းတဲ့အလုပ်ကိုကျုပ်မလုပ်ဘူးနော် ဒါကြောင့်မလို့မင်းစင်းရနေတာပေါ့ကွာဟဲ့ဘာတော့တို့ကြည်လားဘလောက်စိန်ကြဟမ်ဘလောက်စိန်ကြမင်းဒီလိုမနေချင်ဘူးလားစဉ်းစားတော့ပတ်တော့စဉ်းစားမင်းမှလည်းသားသမီးကြီးရှိပြီမင်းဒီတိုင်းဆက်သွားနေလို့ကတော့မင်းသားသမီးကြီးကြီးလာရှင်နေရတက်မှာ
ဒါကြောင့်မင်းကစဉ်းစားခိုင်းတာတေးသေးချာချာစဉ်းစားနော်ဟဲ့လူကြီးမြန်မြန်ဆုံးကြဗျာတော်လေးအင်ရှင်ပြန်ရောက်လာကြက်တာတွေတက်ကုန်လိမ့်မယ်ဟာဟာ你别弄别的，把我你的家伙，人家不成，你看你哈哈，你吧，咱们弄别的，还能吗？当原来干路边，我哪里路，说开话，路边。哎喂，ဟမ်တခေါ်ပြောတခေါ်哎，你有那边，你有。ရှိခိုးရတယ်ဗျာကျွန်တော်မအောင်လာနဲ့ရမအောင်နဲ့ဟာအမိုင်းဟာကျမလည်းလုံးလိုက်ကြတယ်ဘာလဲလုံးလိုက်ကြလဲပြောကြမအောင်ကျမတို့သားပြီးတော့ဘာလို့မှလဲကွာ သမီးမင်းကငါမပါပဲကွာငါမပါ ရှင်ပါလေရှင်ပြီးတော့နောက်ကျသွားပြီကိုမကောရှင်ဒီအမားရောပြီးတော့နောက်ကျသွားပြီရှင်သားရပြီးလိုက်ပါလားကိုကတော့ရင် အေးမမကျရဲ့ငါသမီးတွေနောက်ရေးအတွက်ငါလှုပ်လိုက်ပြီတာပါငါ့ကိုခွင့်လို့ပါကွာငါ့ကိုခွင့်လို့တာပါ ကျမရှင်ခွင့်လို့တယ်ကျမရှင်ကိုမြဲခွင့်လို့တယ်ကိုအဖေရှင်တို့တရားဥပဒေကခွင့်မလို့ဆိုတဲ့ရှင်ကားမလို့ကိုအဖေကိုကျမတို့သားမေးတော့လည်းမျက်နှာဝေးရှိဖို့ကောင်းပါကျမတို့သားမေးတွေခွင့်ပြပြီ မင်းရောငုံနေပါနဲ့တော့ကွာငုံနေပါနဲ့တော့ငါမိုက်ကြီးကိုငါခံပါမယ်တာသမီးတွေကစောက်ရှောက်ရပါမင်းရဲ့နော်စောက်ရှောက်ရပါကွာ ဒီမှာမညောအဲ့မှာအော်ကြီးဟစ်ကျင်တယ်လားငိုးမနေနဲ့ဟဲ့ကလေးတွေမင်းတို့ဖေကိုကြည့်ထားကြီးလာလုံးမှာသူများပစ္စည်းခိုးမယ်ဆိုရင်အဲ့လိုအပြစ်ပေးခံမယ်ဆိုမှတ်ထား ဖကြီးအဲ့လိုမပြောပါနဲ့ဗျာကျွန်တော်တာသမီးတွေဘယ်တော့မှကျွန်တော်လိုပြစ်မကဘူးကျွန်တော်မကောင်းရင်ကျွန်တော်ကိုပြောပါကျွန်တော်သားသမီးမတိခိုက်ပါနဲ့မညောပြန်ရကွာပြန်ရတော့ပြန်သမီးပြန်ခွင့်လို့ကြပါကွာပြန်တော့မိတ်ချမယ်စီရင်ချက်ဆက်ရှင်ရာဇဝတ်တရားသူကြီးယုံအမှုကြီးအမှတ်89မြေဆောင်50ရာဇကြီးပုံမှန်304ကာယီဒီအမှုသည်ရောင်ဝိုင်းရွာကြီးတော်ရေးအိမ်တွင်ကိုကြီးလျောက်ကျူးလွန်ခဲ့သည့်အတွက်အိရှင်တော်ရေးတည်ဆုံးခဲ့သည်တရားခံဖြစ်သူဘတ်တော်သည်ရာဇကြီးပုံမှန်304ကာကြီးကိုကျူးလွန်ခဲ့ပေသည်ထိုအမှုကိုစစ်ဆေးခဲ့ရာနှစ်ဖက်သောကတိအများကြီးထွက်ဆိုချက်အရပေါ်လွင်ထင်ရှားသဖြင့်အောက်ပါအတိုင်းအမိန့်ချမှတ်လိုက်သည်အမိန့်အဖဦးသားများ၏ကတရားခံဘတ်တော်ဟာအလုံးကျမ်းနှင့်ထောင်ဒဏ်9နှစ်ကြာခံစေရန်ဤယုံတော်မှာအမိန့်ချမှတ်လိုက်သည်ကျန်တရားခံများဖြစ်ကြသောဥပစိန်ဤသားတရားခံမောင်ခွေးနှင့်ဦးမောင်မောင်ဤသားတရားခံမောင်လေးတို့သည်တရားခံဘတ်တော်ကြောင့်အရှင်တော်အေးလိမ့်ကျသေဆုံးနေချိန်တွင်အချင်းဖြစ်သည့်နေရာမှထွက်ပြေးသည်မှန်တော်လဲရာဇဝမှုကိုကျူးလွန်ရာ၌ပူးပေါင်းပါဝင်ကြသူများဖြစ်သည်ဟုမှတ်ယူရမည်ဖြစ်သည့်အတွက်တရားခံ2နှင့်တရားခံ3တို့အား
အမှုမှ89မြင်းဆောင်50ရာဇကြီးပုံမှ304ကာကြီးမြင်းဆောင်417အရာတရားခံငခွေးနှင့်တရားခံမောင်လေးတို့အားအလုတ်ကျန်းနှင့်ထောင်ဒဏ်2နှစ်စီကြားခံစေရန်အမိန့်ချမှတ်လိုက်သည်ဒါဒီသွားမယ်နော်ဟုတ်ကဲ့ငါလေးကိုပြီးရည်တိုက်ထားလိုက်ဟုတ်ကဲ့နေရာစလုံးဒီလိုထွက်ဆက်နေကြားလားသွားမယ်နော်သွားရင်အညီမလေးလာအညီမလေးသမီးတောက်ကဟာတောက်ချင်အောင်နေတော့တောက်ကအော်ညီမလေးရဲ့သမီးမနွားနို့ဟာဟုတ်မှာမဟုတ်တာဒါသမီးရဲ့အော်ညီမလေးရဲ့သမီးရဲ့လေစိတ်ကြီးကညီမလေးရဲ့စိတ်ကြီးကနေပြနွားနို့လို့မှပြီးတောက်လိုက်နွားနို့ပဲပေါ့မဟုတ်ဘူးလားဟာဟုတ်မှာမဟုတ်တာယူတကယ်မှမဟုတ်တာယူအဲ့ဒါဒီလိုညီမလေးကလေကိုရဲ့ခါပေါ်တက်ကိုရဲ့လေးဘက်ထောက်ပြီးနွားကြီးလိုအော်ပြီးပတ်ပြီအဲ့တော့ညီမလေးကသမီးတူတူမြင်တော့အဲ့တော့နွားနို့ဖြစ်တော့ဟုတ်ဘူးလားတကယ်နော်တကယ်ပေါ့လာတက်ဟုတ်ပါဟုတ်ပါမင်းပါလို့မလို့ဟိုပါပါရေတောက်ချင်နေတာတော့ဒါဆိုလည်းမင်းဒီမှာလည်းရတယ်ဘယ်လိုရခတ်လို့လဲဆက်ပါမင်းတော်လေးကိုချင်းတယ်ပြီးတဲ့အတွက်ဘို့ဖို့ဟောတော်လေးကျွန်တော်ထင်းတယ်ပြီးတာဘာမှပဲပေးမယ်ပြောထားတာအခုပတ်စံကြီးပိုးနေတယ်တော်လေးမင်းပြင်မယ်လို့ဒေါ်လေးကပို့ပေးတာဟုတ်ကဲ့တော်လေးကျေးဇူးတင်ပါမနေ့ကျရင်မင်းမေအိမ်ထွက်လာဒေါ်လေးခင်းပို့တာလေးပေးရအောင်ဟုတ်ကဲ့တော်လေးကျေးဇူးတင်ပါတယ်ကျွန်တော်သွားမယ်နော်ဟာမေးပြန်လာပြီမင်းမောလာလားမောလာပေါ်တာရင်ညီမလေးရောတာဟိုမျိုးမျိုးနဲ့သွားကြပါရဲ့ခလားညဒီက没有哪个噻？爸，这三年娘来呀？咋别呀？我爸都路呀，你没呀嘞？玲呀，你我慢慢讲呢。你别上别呀了，没玲呀喏。没呀嘞呀，俺都没表完嘞，都别呀，咋都没有呀的，俺没呀，俺都没表完嘞。ဒီပတ်စံလာကိုလူအိမ်မှာသိတယ်ပြီးလို့ရတဲ့ပတ်စံကအမေမရောရင်ကိုလူအမေသွားမေးကြည့်ပါဒီမူကနေတားရီအမေကတားကိုမယုံလို့မဟုတ်ပါဘူးတားရီအမေကတားလေးကိုစိုးရိမ်လို့ပါတားရီအမေမယုံလို့မဟုတ်ပါဘူးဟုတ်ကဲ့ပါအမေဟုတ်ကဲ့နော်ဟုတ်ကဲ့ပါအမေတားစိတ်မဆိုးပါဘူးအမေတားယုံရပါတော့ရုံပါတဲ့တားလေးရုံပါတဲ့တားလေးရုံပါတဲ့ချာလေးနဲ့မင်းပါလို့နေရဟာဒီပြင်းနေရတယ်ကွာဟာမပြင်းနဲ့ကွာငါအခုကြောင်းလိုက်ဖို့ပဲကွာခက်တာကျောင်းကိုအပြင်လိုက်ပို့ပြီးမှာပေါ့ရပါလေအမေကငင်းညာဘာယုံလို့လဲပြောဟုတ်တော့ကျွန်တော်ညီမလေးကမုတ်စားခြင်းလို့လေဟောမုတ်လေးအများကြီးပဲကြိုက်တာစားဟုတ်တော့ပတ်စံတော့မပါလာဘူးတော့ရဲ့မပါလဲရပါလေကွယ်မင်းအမေစီမှာတောင်းယူမှာပေါ့အဲ့လိုလဲမုံသေးဘူးတော့ရဲ့ဒါဖြစ်ပါလားဟိုလေကျွန်တော်အမေကအကျွေးရများနေတယ်အဲ့ဒါဆိုရင်လက်ကားယူသွားပေါ့အဲ့မျိုးမျိုးက
သူများပစ္စည်းကိုလက်ကားမလို့ခြင်းပါဘူးဟဲ့ အမလီရပါတယ်ဒီမုံလေးတစ်ခုနဲ့တော်တို့မှမွဲမသွားပါဘူးကဲသမီးဘာစားမလဲပြော ဒီမလေးနေရောဟိုအတော်တို့အိမ်မှာလေကျွန်တော်တခုလုပ်ပေးပြရစီဟိုရေခတ်ပေးရမလား မလိုပါဘူးကွယ်ရေကခတ်ပြီးသွားပြီ ။ဒီနေ့ကလည်းအလက်ကားကြီးသွားတာဆိုနေလား။ကြည့်ကြည့်။ဟုတ်ပါဘူးဟဲ့ငါသူများပစ္စည်းကိုအလက်ကားမလို့ခြင်းလို့ပါ။အတော်လို့မှလေကျွန်တော်တခုလုပ်ပေးပြရစီနော် ကဲဒီလောက်တောင်လှုပ်ချင်လေဟောက်အိမ်ရှိကခင်းနေကိုနောက်ဖိပြီးကိုကြောင်ရွှေ့ပေးဟုတ်လား ။ဟုတ်ကဲ့တော့ဒီမလေးအတော်ညီမလေးကိုလေဘိုးတခုကျွေးလိုက်နော် ဒီအိမ်ကျွေးလိုက် ။ညီမလေးကိုကြောက်နော်။အမေသမီးလည်းငင်းရအောင်ပါဝိုင်းကိုလေ อ๋อเอ๊ะๆๆๆတောက်လုပ်ပေး ။ဟဲ့ငင်းရငါလည်းဝိုင်းတယ်ပြီ။နေပါပြီမေမေကနင်းဒီမိုင်းနေအောင်ငါပဲတွေ့ရပါမယ်။အပေါ်ရင်ပြောပါနဲ့ငါတငယ်ချင်းဝိုင်းတယ်ပြရမှာမသိ။ဟောနေပါသေးလို့ပြောနေငါပဲလောက်ပါမယ်နင်းသွားပါ။ရှမ်းရှိပါနဲ့တင်စမ်းပါ။ဟင်းအောက်ကိုကောင်းပါရ။မဲတဲ့ထက်တယ်။ဒါတော့မဲတဲ့လေထက်တယ်ဟုတ်။ရပါမယ်နော်။တော်တော့ ။ဒီမှာထင်းခွဲနေရလေ ချွေးတန်တရွှဲရွှဲနဲ့အားကောင်းမောင်းတောင်ကြီးတော့ကောင်းသွားရဲ့ဟုတ်တယ်အားကောင်းမောင်းတယ်ငါလည်းပါပါလေဘာလဲငါအဲ့လိုပြောမဟုတ်လေဟိုနင်တို့အကျော်ဆိုင်တဲ့ထင်းခွဲဖို့အားကိုရတယ်လို့အဲ့လိုပြောတာပါအေးနင်တို့ဘာပြောချင်လဲငါသိနော်မိမရဲ့မြင်တော့ပြောလေ ။ကဲပါဟာဒီမှာငါအလုံးလုံးနေဒါမရှုပ်ကြပါနဲ့ ဟုတ်ပဲသူကလည်းပြောရတယ်ရှိသေးရဲ့ဟမ်ဒီနေ့ဘာနေလဲနင်မသိတော့ဘူးလား ။ဟာလို့ငါတော့မသိတယ်အိမ်မှာပြက်ကလေးမှမရှိဘူးဟာ ဟောပြမဖြစ်ဘူး ဒီနေ့ကဝါစောပန်းခုထွက်တဲ့နေ့လေနင်မေ့နေပြီလား ။ဟောဟုတ်လား ညနေရော ။ညီမလေးခုနကရေဆိုးနေတယ် အလှပြေးသူကလည်းခွင့်ကြီးထားတာမပေးသေးဘူးလားညနေအလှပြေးမနေနဲ့ဟဲ့လာအောင်ပဲမရဲ့အညက်လားသွားမယ်ဟဲ့ ပြီးပါပြီမမျိုးရဲ့ခဏလေးဟဲ့နင်ကရေချိုးလေဝယ်စားလဲသွားမယ် ။ဘာလို့ကိုလဲ နင်မလိုက်ရမှာပေါ့ ။ဟာမင်းကလေးပန်းခွဲငါမလိုက်ချင်ဘူးဟာ အဲ့တော့ဘာမှမရှိအောင်ဆောင်နေရလဲ ။ဟိုပြောင်းကြီးတော့ပါပဲမလား။သူကမိမနဲ့တိတ်လိုက်ချင်တယ်တော့ ဟာအဲ့ကြောင်ကြီးကငါမသွားချင်ဘူးနင်လိုက်ခဲ့သွား မဟုတ်ဘူးဒီမှာထင်းခွဲလို့လည်းမပြီးသေးဘူးအမေကလည်းတိတ်နေခေါ်တာပေါ့ညီမလေးပဲခေါ်ပါနော်။ငါညီမလေးကဒီဆိုင်ဘာမှပြည့်စုံမယ် ဘယ်လိုဖြစ်နေကြတာလဲဆူညံနဲ့ ။ဒီမှာမေကျွန်တော်နောက်တော့လည်းအားရှုပ်တယ် ဟုတ်ဘူးတော့လေသူကဝါစောပန်းခုထွက်ဖို့လို့ပြောထားတာအဲ့အခုကျမှမလိုက်တော့ဘူးဆိုရင်အဲ့တော့ရှင်းခေါ်နေရတော့ဒီမှာလိုက်အဲ့ခေါ်လိုက်တာညီမလေးတွေ ။လိုက်ချင်ပါဘူး။ညာအမေလည်းနေသိကောင်းတော့ကျွန်တော်လုပ်တယ်မပြီးသေးဘူး အေးအမေကခိုင်းတာညီမလေးလည်းပြန်ရတယ်နော်အလုပ်ပြန်လာလို့ရတာဟုတ်တော့ညီမတို့ဝိစားနေ ။ဟာသိကောင်းကျိုးလိုက်ဘူးနော် ဟုတ်တော့ဒီနေမမတနခါသွေးပေးထားအောင်အလာမပေါ်နေတော့ဒီမှာစုံမပြောထားတာဟာ ။ပြောပါ လာတော့တယ် ။ဒါရပါဟာမင်း။ ဟုတ်လားသူကပါလို့ ဒီမှာပါကြတယ် ဒီမှာဒီအားလေးတောင်းလိုက်လားဒါပေတော့ ပန်းမှုသွားမလို့ ပန်းကူသွားလို့လားမင်းမင်းပါတယ်မင်းမေကွာတော့ဒီမကောင်းဖြစ်တာမင်းမို့လို့ပြောပါမယ်မဟုတ်ပါဘူးကွာအမေရလိုက်တော့ဆိုတော့လိုက်လာတာအမေလည်းဒီလောက်ဖြစ်တာပေါ့မျိုးရအဲ့ဖြစ်တာဒီပါကြည့်ဘူးဆိုတော့ဘာလို့တိတ်လို့ကောငါဖေမျိုးကပြန်လာတယ်နော်မင်းမေတော့ကိုဆေးပါလာတယ်မင်းအခုအိတ်သွားလိုက်တယ် ကိုဒီတကယ်ပြောရနော် ဩငါမဟုတ်တာမပြောပါဘူးဟာအခုငါဖေခိုင်းလိုက်လို့ငါသူတို့ရင်သွားမလို့မင်းတော့ကြသွားဒီမင်းကမင်းတော့သွားလိုက်ဒါဘာဘူးနဲ့ငါလိုက်ပို့လိုက်မယ် ဟာနေလိုက်ပို့မယ် ဟေး နေလိုက်ပို့ရင်ငါတော့မသွားဘူးနင်တို့ကသွားမှာလား 好。လာပြန်ရမယ်ဟဲ့လာပြန်ရမယ်ဘာမှမ
ဟဲ့မောင်ငင်းချမ်း ကျွန်တော်ဆေးလိုက်တော့ ဘာစီးလဲ အမေတို့ဆေးလေဟိုဦးမျိုးကပြန်ရောက်ပြီဆိုလို့တခါလေးပါလာတယ် မင်းဦးလေးကဘယ်မှာပြန်ရောက်လို့တော့ ကိုဦးကကျွန်တော်ပြောလိုက်တယ်ဦးလေးမျိုးကပြန်လာလို့အမေတို့ဆေးပါလာဆိုလို့ကျွန်တော်လာရတယ် မင်းဦးလေးကလက်ပြန်မှာပြန်ရောက်မှာဟဲ့ ဟာကျွန်တော်ကိုဦးကအမေရလေဗျာအမေပဲနောက်ဘေးချန်စီကိုရှင်းမယ်ဆိုလို့ဒီကောင်တက်ခေါ်ဆိုကြော်တက်ခေါ်လာတာ ဟေး အမေကမေ့နေပြန်ပြီဗျာအမေပဲခေါ်မယ်လို့ကျွန်တော်တက်ခေါ်လာတာ အော်အေးဟုတ်တယ်နောက်ဘက်ကဆန်တော့ရှင်းဖို့ရှိရဲ့ကဲမောင်ငင်းချမ်းမင်းရောက်တဲ့လက်စာတော့မထူးတော့ဘူးတခါတည်းလှုပ်သွားလိုက်တော့ ငင်းရအလုံးလုံးမဲ့ကောင်လေကွာနေပါအိမ်လိုက်ချွတ်ပါမင်းသားကြအဲ့လိုမှပေါ့မင်းကပျော်ပါလိုက်တာဘာအကျိုးများမှမရှိဘူးဟမ်အခုလို့အလုံးလုံးရင်မဆိုင်ရဘယ်လိုလဲငါပြောတာအဲ့ဒါပဲဘောကွာ ဖုန်းကြီးလို့အသက်ရှင်ပါစေ ကျွန်တော်ဖုန်းကြည့်လို့သက်ရှိပါတယ်ကျွန်တော်သင်္ကန်းစီရတယ် ဟောဒီကောင်လေးဘယ်လဲရှက်တော့တီးတော့တော့ ။ညော ကြောလာရှင်ကြောပါထိုင်မဟဲ့သမီးရင်းနှီးချင်းသွားယူစားပါလေဖျားခင်းပေးကိုဝင်းတို့ကိစ္စများရှိလို့လားရှင် တထွေးလွတ်လိုက်လို့ပါဒေါ်ညွန့်တို့ရှိမှရှိနေတဲ့အကျွေးတွေကိုဘယ်လိုပုံစံနဲ့စမလဲဆိုတာသိကျင်တယ်တဲ့ ဟုတ်ကဲ့ဒီမအဲ့ဒီကျွေးတွေကိုကြိုးစားပြီးဖြည်းဖြည်းချင်းဆက်ပါမယ် အဲ့ဒါကျွန်တော်တို့ကိုပြောလို့မပြီးဘူးဗျတထွေးကဒေါ်ညွန့်ကိုသူနဲ့လာတွေ့ပါတယ် အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်လိုက်ခဲ့ပါမယ်။ တာတာနေစမ်းပါကွယ်ဒါအမေကိစ္စပါအမေသွားမယ် မင်းနေသိကောင်းတော့ကျွန်တော်လိုက်ကောင်း ရပါတယ်တာရဲ့အမေသွားပြောမှဖြစ်တော့မှာပေါ့ကျမလိုက်ခဲ့ပါမယ် ။နေမကြီးကတော့အပေါ်ထဲမှာအိတ်နေလေရဲ့ ဟုတ်ကဲ့အကိုကြီးကောလွတ်တယ်ဆိုလို့ပါ ။အေးငါပြောမယ့်စကားကတော့နင်သိပြီးသားဖြစ်နေမှာပါ ဟုတ်ပါတယ်အကိုကြီးဖြစ်နိုင်မယ်ဆိုရင်ပေါ့ကိုကြီးရဲ့ကျမအဲ့ဒီကျွေးတွေကိုဖြည်းဖြည်းချင်းဆက်ပြရစီဟိုလေကျမသားနဲ့သမီးကလည်းအရွယ်ရောက်လာပြီဆိုတော့ဒီကျွေးတွေအတွက်သူတို့လည်းအလုပ်လုပ်ကြမှာပါ ။အေးပါငါသိပါတယ်။အခုနင့်ကိုခေါ်ခိုင်းလိုက်တဲ့ကိစ္စကနင့်မကြီးရဲ့ဆန္ဒအရခေါ်ခိုင်းလိုက်တာ ဟုတ်ကဲ့ကိုကြီးဟုတ်ကဲ့ ။အေးဟာခုရက်ပိုင်းတွင်နင်တို့အမကြီးကလည်းတော့ကိုချူချားနေတယ်။အဲ့ဒါသူ့ကိုအနီးကပြုစုဖို့အတွက်တို့မှသားတော်သမီးကလည်းမရှိဘူး။ဒီတော့နင့်အမကြီးရဲ့ဆန္ဒကနင်တို့မိသားစုတွေကသမီးလေးကိုတို့အိမ်မှာခေါ်ထားစေခြင်းတယ် ရှင် ။အာနင်အတိတ်ပဲကောက်မလို့ဆိုရင်တော့မညောင်။အခုဒီသမီးလေးကိုတို့အိမ်ခေါ်ထားတဲ့ကိစ္စမှာနင်အကျိုးတွေနဲ့ဘာမှပတ်သက်ဘူး။ဟိုငါတို့နင့်အမကြီးကိုပြုစုဖို့တကယ်လိုအပ်နေလို့အကူအညီတောင်းတဲ့သဘောပါ ဟုတ်ကဲ့ကိုကြီး ။အေးခေါ်မယ်ဆိုရင်တော့ဟာဒီတန်းမှာလူတွေပြည့်လို့ပါပဲ။ဒါပေမဲ့ဘုန်းနဲ့လက်ပွန်းသတိနေရမှာဆိုတော့ယုံကြည်စိတ်ချရတဲ့အပိုင်းကိုကြည့်လိုက်တော့နင်တို့မိသားစုကိုပဲမြင်တယ် ဟုတ်ကဲ့ကိုကြီးကျမနားလဲပါတယ် ။နင့်ဆန္ဒကရော ဟိုကျမကလေးတွေနဲ့ပြန်ပြီးတိုင်ပင်ကြည့်ပါဦးမယ် အေးဟာငါကတော့ငါပြောတဲ့အတိုင်းဖြစ်စေချင်တာပါပဲပြီးတော့ဒီသမီးလေးကိုခေါ်ထားတဲ့ကိစ္စကလည်းအလကားမဟုတ်ပါဘူးထိုက်တဲ့နဲ့မဟုတ်ဘူးပဲဘူးလောက်ပေးမှာပါဒီတော့နင့်သမီးလေးကိုနားလည်အောင်သေချာရှင်းပြပြီးငါတို့အိမ်ကိုအမြန်ဆုံးပို့ပေးပါဟဲ့နော် ဟုတ်ကဲ့ကိုကြီးကျမကိုခေါ်တယ်ဆိုတာဒါပဲလားကိုကြီး ဟင်း ကျမပြန်လို့ရပြီလား ရပါပြီဟာနင်မောင်ဝင်းကပို့ခိုင်းလိုက်မယ် ကိစ္စမရှိပါဘူးကိုကြီးကျမပြန်လို့ဖြစ်ပါတယ် အေးအော်မညို့နင်ပို့ပေးပါဟဲ့နော် အဖားလေသူတို့ကလူကိုအကျွေးနဲ့သိနေတယ်ပေါ့လားအဲ့ခင်မရှိတော့ဘူးညာ ဒီလိုမပြောအောင်ဒီလိုလည်းဟုတ်ပါဘူးသူတို့မှတားတော့နေမရှိဘူးပြီးတော့တတိယဘော်ကြီးအမိုင်းရတယ်ကျင်းမကြီးကပြင်မကောင်းဘူးဒီတိုင်းအမိုင်းကြီးကိုပြုစုဖို့တမီးလေးကိုခဏခဏပို့ပေးပါ သိတော့အသေးပဲမရှိဘူးညာကျွန်တော်အလုပ်လုပ်ပြီးတော့လည်းအဲ့ဒီကျွေးတတိတိဆက်သွားရင်ရတာပဲ ဟုတ်ပါမယ်အထွေးကြောင့်တမီးလေးလုံးဝလုံးမလေးပါနေတယ်
ပြောတာမှန်ပါကွယ်ဒါပေမဲ့သူ့ရဲ့ကျေးဇူးတွေကအမေတို့ကအများကြီးကျွေးတွေကိုဒီနေ့ဒီအချိန်ဖြစ်စောင့်ပေးနေတာဒီလိုကျေးဇူးတင်ပါလားအော်သူသမီးအဲ့မှာပြောနေရမှာပေါ့ခင်ဗျားတော့တောင်းနေပြရမှာပေါ့သမီးလေးဟုတ်ပြီလားနော်ဒီရဒီမှာပါလေကဲငါသားရဲ့ဆန္ဒကိုဒီရှိသေချာစဉ်းစားကြည့်လို့ရှိရင်တော့တိတ်မဆိုးပါဘူးဘာလို့လဲကိုကြီးဟိုညီမလေးကငငယ်တော့စားကောင်းတော့ကောင်းနေကြိုက်တယ်လေဟိုတထည့်မှာဆိုလို့ရှိရင်စံကောင်းကောင်းနဲ့စားရမယ်ဟင်းတွေအများကြီးစားဘယ်လောက်တင်ကြအခုမကြိုက်တော့အဲ့လိုလည်းမဟုတ်ဘူးလေညီမလေးပြီးတော့သူတို့ကျေးဇူးတွေကလည်းကို့မှာအများကြီးပဲဟာကိုကျေးဇူးရှင်လူကြီးတူမလည်းပြုရညီမလေးတော့ကုလို့ရတယ်နော်ညီမနော်နေချင်းနေချင်းသမီးမနေဘူးနော်သမီးရဲ့နေကျိုးပြတယ်အမေလည်းငါသမီးလေးကိုဘယ်ပို့ချင်မှမလဲခွေဒါနဲ့သူတို့စကားကိုအမေကြီးလို့မဖြစ်လို့ပို့ရမှာပါအမေကသမီးသူတို့လည်းမနေချင်ဘူးမေအမေတို့လည်းမခွဲနိုင်ဘူးကိုကြီးလည်းမခွဲနိုင်ဘူးညီမလေးအဲ့လိုမျိုးမနေဘူးသမီးကြောင့်လည်းကောင်းနေတယ်ခဏဆောင်းမကြဘူးဘယ်လိုလာလဲမှာပေါ့သမီးလည်းမခွဲနိုင်ဘူးနေတော့ဒီကနေ့အမေကလေသမီးတို့ကြားကြီးမထားဘူးသမီးကိုမေးကြားကြီးမထားဘူးသမီးကိုကြားကြီးမထားဘူးမိလားခေါ်မှာခဏလေးကသမီးသမီးကတော့နားထောင်လိုက်မနေဘူးကိုကြီးလည်းမခွဲနိုင်ဘူးခဏလာတူမှာအဝေးပါမဟုတ်ဘူးမနေဘူးမေမနေဘူးနော်သမီးမနေဘူးဒီလိုနေရတယ်ဒီမှာကြီးအဖေကမှမယောတက်တယ်လို့မဟုတ်ပါဘူးကွယ်ဒီလိုပါပဲသမီးရဲ့ချစ်စရာလေးနော်ဟောမညာသူကသူ့ကိုခိုင်းမှုခေါ်တာမဟုတ်ဘူးအဲ့ဒါကလေးသားလည်းဒီစရှင်းပြခဲ့ဟုတ်ကဲ့ကိုကြီးဟာအိမ်မှာဒီရှင်းပြခဲ့သမီးလေးကကြီးမေကိုပြည့်စုံပါပဲကွယ်တခြားခိုင်းကြဘာမှမရှိပါဘူးဒီပါလေးကရောက်ကစားဖို့လို့နေသားကြတော့လို့ရှိရင်ကြော်တော့မှာကဲသမီးလေးဘာမှမရှိနေဘူးခုဒီကလေးတော့ထားပြီးတော့ဒီနေ့မှမနေခဲ့ဘူးကိုကြီးရဲ့အမကြီးကလည်းသမီးလေးကိုသမီးအင်းလေးလို့သဘောထားပြီးစကားရတာဆုံးမနိုင်ပါဘူးရှင်သိချပါကျမတို့တမ်းပြပါနေကောင်းပါလေပဲကောင်းပါလေလေကိုကြီးမလေးခဏမှတော့ပြေတော့ကိုကြီးမလေးပြန်ထားတယ်နော်တော့မေနော်သမီးကလည်းကိုဒီကားစင်ကောင်းရှင်ဒီနေ့ကကိုကြီးကအားလို့ရှိရင်သမီးလေးကိုခဏမှမပြေတော့ဒီလိုနဲ့ဒီလိုပေါ့အဝေးကြီးလည်းနေရအောင်ဒီအားလို့ရှိရင်လည်းဒီလာရနော်သိချဘာလို့လဲသိတယ်နော်သမီးတို့ဘာဖြစ်နေလဲကိုနော်ဒီမှာလေအဝေးလမ်းပြန်ကြောက်လာတာနော်ဟုတ်သားပဲသမီးရဲ့ခုပဲနေပူရရလာတာပြင်မနေပါအောင်ပဲတော်ကြသမီးမိလည်းမူးချုံနေပါအောင်မယ်ကွယ်ဟဲ့ဩဒီကလေးပါဘယ်လိုဖြစ်တာလဲအမေကိုစောင့်မအောင်သားရဲ့没有上房高一位，哪里？高一。爸，哪里有你？ဟုတ်လား။အဖြစ်လို့သားရေဘယ်လိုဖြစ်တာလဲ။စိတ်မကောင်းလို့ပါမင်းက။ဒီမှာလူကြောက်တဲ့ထားရ။ဖြစ်ပါပြရသားရေ။ယောညီမလေးတွေကိုပို့မယ်ဆိုတော့တားတဘောတူအမေပို့ခဲ့တာလေသားရေ။အခုမှဘယ်လိုဖြစ်တာလဲသားရေ။ဟုတ်ပါရဲ့။တဘောတူပါရဲ့။အမေပါပြီသားရေ။အမေလေးတို့မသိလို့ရှိမဟုတ်ပါဘူးသားရေ။မမပါဘူး။ဒီရုံပို့လို့လည်းမဟုတ်ပါဘူး။ဒီမပို့လို့မှမရတာလေ။ကျွန်တော်တို့ဒီမှာဆိုဒီမှာလေးနေစင်းအစားစင်းနဲ့ဒုက္ခရောက်အမေပါပြီမပါဘူးအမေပါပြီဘာလဲကျွန်တော်ညီမလေးကိုတခါမှမခွဲဘူးဘုံနဲ့ကျွန်တော်လည်းဘာမှမလုပ်ဘူးရတယ်ဘာလို့ဒီလိုလဲမရတော့
လည်းမထင်ပါနဲ့ဟာဦးလူကောင်တော့တားသမီးရှိရတယ်မဟုတ်ဘူးဒါကြောင့်အနေကြလာလို့တရားစင်ဖြစ်လာတယ်ညီမလည်းမွေးစားချင်တော့မွေးစားမှာဟာဟောမအဲ့လိုကြီးဆိုတော့ငါမပေးပါဘူးအခုကမထားမဖြစ်လို့သွားထားရတယ်ဟုတ်လို့မခွဲနိုင်ဘူးဒီကစားတဲ့တရားစင်ဝင်လာလေပါခုကလည်းမတက်တာနဲ့တက်ထားရတာကလားဒီခုလိုတည်းရနေတော့ညီမလည်းပြန်ရောက်လာမှာမဟုတ်ဘူးစိတ်ကိုဖြစ်တော့ပြီးတော့ပြီးပါလေအဲ့ဒါလည်းညီမလေးကိုညားယူမျက်နှာငယ်လေးမြင်ရတော့ပြီးတော့စိတ်ရောစိတ်အဲ့တော့ပြီးနေပါနဲ့ဟဲ့ညနေကနေတောင်းမှရေးယူပေးစီပြီးပြတ်တယ်သူကလည်းတက်တက်လက်လက်ဆိုတော့သူ့ကောင်တော့သူ့ဝိုင်းကြည့်ကြမှာဟာဒီပါအဲ့ဒါဆိုလည်းအရင်ကလိုပြောရှိနေတယ်ဟာဒီနေ့ကတုံဖုံးလာရမင်းဘာလို့မနေဘူးလို့ခဏနားလို့နေဘူးလို့ခဏနားနေဘူးလို့ခဏနားရင်မင်းပတ်စံရမှာလားဟမ်ငါမင်းကပြောသားမှာမင်းအလုံးလုံးမပတ်စံရမှာပေါ့ကွာမင်းတို့ကဒါကြောင့်ဒီဘောကမတက်ဘူးအလုံးလုံးပါကွာခဏနားမင်းကအပေါ်ရှော့ပြောနေတယ်မျိုးမင်းကလည်းစကားပြောစရာရှာလို့ဒီကောင်ထဲမှာလာပြောရလားဒီကောင်ကငကိုကလက်ကြောတင်းတဲ့ကောင်ပုံဘူးကျောင်းကုန်ဒီတော့တနေ့ဘာလုံးမမလုပ်ခိုင်းနဲ့သူများသားသမီးကိုမှုတ်ချက်မြင်ပြောကြမလို့ပါဘူးဟာငါလုံးလုံးကြမလို့ဘူးအလုံးလုံးမဲ့ကောင်ပတ်စံပေးပြီးခိုင်းလိုက်ရောဟဲ့မင်းဘာလုပ်နေလဲသွားလုံးလို့လေကွာဒီကြဘာဖြစ်လို့လဲဘာကြောင့်မလို့ပြောခိုင်းတာမတောင်းမှမှာလေနောက်ကိုမျိုးမျိုးကမင်းကိုစကားလာပြောရင်ဘာမှပြန်ပြောကြမှာမင်းမှတ်ထားကွာတာတာပေါ့နော်ငါပြောတော့ပေါ့ဟောမောင်ကြီးကထိုင်ကြထိုင်ပါဘာကိစ္စရှိလို့လဲကိစ္စတော့မရှိပါဘူးကျွန်တော်ညီမလေးနဲ့တွေ့ပြီဩအေးရပါတယ်ရပါတယ်မြတ်နေရေသမီးမြတ်နေဒီလိုကလေးပါဟိုလေဟာကိုကြီးမရောကြီးပြေးကောင်းလိုက်မလားလဲမင်းပါဘူးလားဒီရရင်ဆိုရင်ဒီနေ့ကောင်းဟိုရတယ်ပြောသေးဘာမှမပါဘူးကိုရဧည့်တယ်လေညီမလေးရဲ့အိမ်ရှိတယ်ညီမလေးကကျွေးရပါဘောအဲ့ဒါလေဘာသာပြန်မိုင်းကိုကြည့်ဒါကစားဘယ်နည်းလဲမင်းစားလာပြီဟုတ်ကဲ့စားပြည့်တယ်ဩဒီလိုဆိုလဲကွာမင်းညီမလေးနဲ့နေနေအေးစင်ညတာစားမယ်နော်ကျွန်တော်အဲ့လောက်တော့အချိန်မရလို့အလုပ်ကလေးရှိသေးတယ်ပါကိုရမယ်ထောက်ကောင်စားတယ်ကျန်လို့မရဘူးစိတ်ကြီးနေပြန်လေးပါဦးညီမလေးနဲ့အိမ်ရှိနေတာပြောမင်းညီမလေးကတော့ကွာတို့တကယ်ကိုပေါ်ရသူ့တော်ယူပြည့်စုံရတာတမျိုးဟိုဆက်ရွတ်ပြည့်ဆိုလဲသူ့လက်ရရဲကွာဒါနဲ့မင်းမိမညို့ကိုပြောငွေလေးပါလေးလို့နော်ဒီကိုပြောပါလို့မင်းမလေးကလေဘာမှမသုံးမနဲ့ဖုထားတဲ့မဟုတ်ဘူးရှိတယ်ကွာဟုတ်ကဲ့ရပါတယ်ဘယ်လိုသေးပါ့ခင်ဗျကဲဘုံမနဲ့အေးသေးစကားပြောကြနော်ဒါလေးဒီကနေရထိုင်အဆင်ပြေဒီပါလေကိုကြီးဒီမပြောလဲတိပါတယ်ညီမလည်းဟောင်းကားနေဘယ်လောက်လေးစားပြီးဘယ်လောက်လေးအိတ်ထားလဲအဲ့ရပါတော့အဲ့ရဘာဒီခိုင်းနေလဲဒီလိုသူကဘာမှသိမထားပါဘူးဒီမှာနေရတာဘာကောင်းနေကောင်းလေးစားရတာဆိုရင်ဆောင်းရဲဒီနေ့ကိုကြီးတတိယကြီးဒီမှာညတိုင်းဝင်လာတာကိုကြီးဒီမှာလေကိုကြီးကဒီမှာလေးရှိနေရတာလို့ပြောတာကိုကဘာလို့ဖြစ်နေတာလဲရောဒီကနေ့ရတော့ဒီညီမလေးရောက်တဲ့ကြီးကနေ့တိုင်းတတိယဗျအဲကြောင့်လို့လုပ်ပြီးပြီးပြီးထွက်လာတော့မရဘူးအမေကပူတော်တိုးလေးရဲ့ရှင်ကြီးကြီးသူ့သမီးပဲတတ်တာမလေးလေဒီကအတော်ကြီးဒီကောင်းပါလေလို့ဖြစ်ပါလို့အာမဒီကိုကြီးလည်းပြန်ရမယ်နော်ဟုတ်တော့ရှင်းပါလေမလေးထူအောင်သူ့နဲ့ခါကြနေတယ်ပါဟောဒီဇလန်စလာပြီဒီမှာကြီး
ကိုရအဲ့ဒါကြောင့်လို့လာလဲလာနေတယ်ဒီမှာလေးရှိလာလို့ရှိရင်ဒီမှာလေးအဲ့လိုပြောရင်ကိုရစိတ်မကောင်းဖြစ်ပြီးပြန်သွားအောင်ဒီမှာဒီလိုဖြစ်လို့မရတာဒီမှာလည်းကြောပါမနေနဲ့ကြောပါနေဆိုရင်စကားတော့ရှိတယ်ဒီကနော်ဒီကိစ္စကတော့မလေးဆောတော့ဆိုရင်တော့ဆိုနော်ဒီအဲ့ဒါကြောင့်ငါ့ညီမလိမ္မာပါလေဒီရပြောအဲ့ဒါလည်းကိုမလေးကိုကြီးကဘာဆိုင်လို့လဲပြောတယ်ကိုရတယ်ဆိုင်မှာပေါ့အမနော်ညောင်ကြော်သွားမှာလေဘုန်းကြီးကပုံမပြောတယ်ဟာညီကိုကြီးနော်ကိုကြီးညီမလေးပုံမပြောပြဘူးဆိုရင်ငယ်တော့ကသမီးကိုနွားနိုးဆိုရင်ညာတိုက်တော့ပေးနှက်နေရတယ်မလေးမှတ်ပြီပါဗျာအခုချိန်တော့မလုပ်ပါနဲ့ဒီကရကိုကျုပ်ခါကျိုးမှာပေါ့အဲ့ဒါပြောတယ်ညီမလေးကပြီးလာတော့ဟောပါရဲ့ပါဟိုးရှိတော့ပါကိုကြီးကိုရှိတော့မဖြစ်ကြောက်ဘူးဦးကြီးတော့ဘာဖြစ်လဲဆိုတော့ဘုန်းကြီးပဲသိနေတယ်ဆိုတာဟောကိုရအောင်ပါလားဟောရအောင်တားရင်ဟတ်တာညံပြန်လာတော့ပါရဲ့ပါလေကြားကြပါပြီရမရသမီးလေးပါပါလိုက်တော့ဝေးသိကျင်တာပါမိသမီးကမှားလိုက်တာစုံလို့မျိုးကောင်းနေလားကောင်းပါမေးကောင်းပါမေးသမီးကလာလို့ဝါလို့မေးဒိန်ကိုကြလို့အမေကိုမေးရမေးတာဗောအမေကတောက်တွေ့ရတယ်အမေကိုကြားမေးတော့တာအမေခင်နေအမေပါမလာခဲ့ကွာသူ့ဝေးတော့မဟုတ်တယ်မသူ့ကိုမမတော့ဘာမှမခိုင်းပါဘူးတဲ့ဒါကလည်းအမေကမဥပုဆောင်နေလို့မအားလို့အဲ့ဒါသူထွက်လာတယ်ချောချောပြောမလီချိုးလိုက်တာလည်းလို့တွေ့ရတယ်ပုံပြောခိုင်းနေသေးတာကလေးကြီးကမပြောက်ဘူးသားရဲ့ခါနဲ့ပဇာတက်ရှိတာရှောက်ပြောခဲ့ရအပြန်ကနေကြတော့အမေသမီးကလိုက်ချင်တယ်ဆိုတော့ဒူနာလေအောင်နည်းနည်းချုံမပြောဆိုပြီးထားခဲ့ရမယ်ကျွန်တော်တော့သွားမိတာမှားသွားလားမသိပါဘူးညာဘာဖြစ်လို့လဲသားရဲ့ဟော तू ကငုံမမဲ့နဲ့ကြံကြတော့သားလည်းဘယ်စိတ်ကောင်းမလဲအမေအေးအမေလည်းအဲ့ဒါတွေကိုကျုံရဆုံးမှစိုးလို့သူ့ကိုသွားမတွေ့ရဘူးဘာပဲဖြစ်ဖြစ်တော့သားရဲ့မင်းမလေးကျန်းကျန်းမာမာနဲ့ရှိတယ်ဆိုရင်တော်သေးတာဟုတ်ဘူးလားကျန်းကျန်းမာမာပါပဲသူဘာမှလည်းပြင်မလုပ်ပါဘူးဒီအတန်လည်းဘယ်လိုလဲနော်ဒီမျိုးကခေါ်လိုက်တယ်ဒီလိုဆိုသူအရင်အော်မှာပါပြီသမီးကတော့သမီးတော့နေရဒေါ်လေးဒီမှာတော့လာလေးလာကြည့်ပါဦးသူကစားတယ်လက်ကြီးကဖေးလာပြီတော့ဟာဒီကဖေးလာပြီတော့ဘာလို့ဘာလို့နေကောင်းနေနော်အားကောင်းရဲ့သမီးရောဟာသမီးငါသမီးကျုပ်လေးကိုဦးလူကောင်းရဲ့မိမကြီးမကောင်းနေလို့တတိမျိုးခဏပို့ထားတယ်အော်ဒီခဏနဲ့အိမ်မတက်ခဏနဲ့ပါပြီးလို့ရှိရင်ပြီးခွင့်တော့လာလေလာလေဟာဒီတော့လေအတော်ရုံးလာတက်လိုက်မလို့ဒီကငါတော့မယ်နော်အေးကျေးဇူးပါလာလေဒီမှာလာကြည့်အောင်ဘယ်သူပါလာလဲလို့ဟာတော့မင်းလို့လားဟုတ်ကဲ့ကိုကြီးဒီလေညီမလေးရောရှိပါရဲ့ကွာအလုံးမင်းမလှုပ်လို့နေတယ်လာကြလေကွာလာသမီးညနေဒီမှာအဲ့ဒါလည်းရောက်နေတယ်ဒီလိုလောင်းသမီးကိုကြီးနေကောင်းတယ်အေးကွာငါတော့ကောင်းပါလေဒါပေမဲ့မင်းမကြီးကတော့ရှိတာလေဘာကြည့်နေရလဲအဖေလေးမမမြင်ဘူးလားမမိပါဘူးညီမလေးမမိပါဘူးဟေးသမီးလေးဒီရတောင်ရောက်နေကြောင်းဒီသမီးကိုပြန်ကြည့်ရအဆောင်ဝင်ပါတယ်သမီးလေးသမီးဘောလေးအခုလည်းငါလာသမီးရဲ့ဒီလိုမိသားစုတွေချင်းနေရတော့မှာဒီလိုပါတဲ့အဲ့ဒါနော်မလေးဖေးသမီးကဝါဝေးစီစီလေးဝမ်းတိုင်းလည်းကိုဝမ်းတိုင်းလည်းကိုကြော်ရင်လည်းကိုစိတ်ညစ်လည်းကိုဒါတော့သိကြည့်လားကြောက်ခေါင်းကြီးနော်ညီမလေးကပြောလို့လားကိုကြီးရဲ့လေအဲ့ဒါလည်းပါတာပဲဟာကိုကြီးအဲ့ဒါဆိုသမီးနဲ့ပြန်နေရမှာနော်ဘာလို့တူလဲ
ဒီနေ့ပြောပြပြန်နေတော့နော် ဟုတ်တယ်မင်းတို့မိသားစုအခုလိုမြင်ရတာအကြောင်းဝမ်းသာတာပဲပေါ့ ဟုတ်ကဲ့ဟုတ် အေးပြီးခဲ့တဲ့ကိစ္စလေးတွေဟိုချင်းလိုပဲသတ်မှတ်လိုက်ပေါ့ ကဲ့ပါ ဒီလိုအမားမျိုးတော့မဖြစ်အောင်လည်းစဉ်းကျင် ဟုတ်ကဲ့ အခုဆိုရင်မင်းရဲ့မိသားစုမင်းကြောင့်ကြက်ချင်းရွာထဲမှာကောင်းဖို့ရအောင်ဖြစ်နေကြရှာတာ ဟုတ်ကဲ့ပါကျွန်တော်နားလေပါကျွန်တော်ကြောင့်ကျွန်တော်သားသမီးလေးတွေရဲ့အနာဂတ်မှာနောက်ထပ်အမြဲတမ်းဖြစ်စေရပါဘူး တောင်းတယ်ပေါ့ ခုလာတဲ့ကိစ္စကိုပြောတာ ကိုကြီးရှိကျွန်တော်ခွင့်တောင်းနေတယ် ဖြုံးနေကွာပြောပါ အခုလိုကျွန်တော်ပြန်လွတ်လာတော့အိမ်မှာမိသားစုစုံနေကြတော့သမီးလေးကိုအိမ်မှာ2ရက်လောက်ပြန်နေခွင့်ပြုပါ ဒီကွာအခုလောလောဆယ်တော့မင်းအမကြီးကတော်တော်လေးကိုထူးခြားခြားဖြစ်နေရှာဒါပေမဲ့လည်းဒီတည်းနဲ့တော့ဒေတာနိုင်မှာမဟုတ်ဘူးလိုပဲကြည့်ပြီးစီရမှာရင်းကြောင်းဆိုတာလည်းငါ့အနေနဲ့မငင်းတိုက်ပါသမီးလေးကိုခေါ်တော့ ဟုတ်ပါပြီအဲ့ဒါသမီးတကယ်လိုက်သွားပါတော့နော် ဟဲ့တော့ ဆက်မလို့ဒီမှာ ဟဲ့ဘိုးသားကျိုးဟဲ့ဒီစီ အာဒီတော့ဘူးကြာရီလို့ရှိရင်အိမ်သားအိမ်မှာရှိတယ်အမေဆောင်နေတော့ မေသမီးပါလာပြီဗျ လာပြီတားညနေသမီးလေးသမီးလေးကိုမတိပါကြာလို့သမီးကဘူးအောင်လှောက်လာပြီလေဒီနေ့ကလို့ပါအမလူလေးရောက်နေဟုတ်တယ်ညနေတော့ပြန်လာရင်ဆင်းနေစားအောင်ဒီတော့လေးဒီဝိုင်းဆက်ပေးနေရဟုတ်တယ်သမီးရဲ့မြင်းမြင်းပဲအမေကိုလာမင်းနေတာကျင်းတို့ဒီမှာမမမျိုးရဲ့ဒီမှာလေးမရှိတဲ့အချိန်မှာလေအိမ်ယူဆိုင်တဲ့အတွက်ပေါ့ကိုကြီးရောဒီဆောင်ကြီးဆိုင်ရလားအမေခေကိုကြီးပါလို့ပြော ကျူးဆိုင်ပါလေကိုကြီးလည်းသူပဲကင်းဆိုင် အောင်မေရေးတယ်နော်အော်ကိုပါဟိုသမီးလေးကိုလေကိုကြီးကကြီးကြီးပြင်းပြထည့်လိုက်ရ သူတို့လည်းလူကြီးတွေပဲကွာနားလည်းမရှိဘူး တူပါလေရှင်ကျမတို့သမီးလေးပါမှပါလာပါမယ်လေ ဒီပါမရအခုချိန်မှာအဲ့ဒါတွေဘာမှမစင်းသားနဲ့နော်မိသားစု၄ယောက်ပြောပြောရှင်းနေဖို့စဉ်းစားဖေကတိုးချပြီးတော့ပြုစုဟုတ်ပြီ လိမ္မာရတာ ဒီလိုကြောတာရတော့ခါလိုက် ဟာအေးအရန်လိမ္မာ ဟုတ်တော့ဒါလေးနောက်ခုမှဟင်းအိုးကြီးတည်ခဲ့တာမေ့နေလေဟုတ်ပါလားဟုတ်ကဲ့ကိုဘလို့ကောင်းမလိုက်ချက်ပြမမမျိုးတော်တော် ကြည့်ပြီးရှင်းကြကြည့်ပါဆရာတော်လေးလားဈားရည်ဟုတ်ကဲ့ဆရာချက်ကိုလည်းမြန်လိုက်ကြ ငါတို့ကနေတိုင်းရှိကူနဲ့ရှားရှိကူနဲ့ အော်ငါကြာကြီးချက်ကိုငါနေလဲဖျားတဲ့ချက်ကိုပေါ့ဟုတ်လား ပြီးပါ ဒီကျန်တော့စကားပြောတာကြည့်တော့ တလားလားရှိရှိကူရဟုတ် အောင်ပဲတာဒီတော့မယ်အဲ့ဒါကြာကြီးတောင်းတယ်ဟာကိုကြီးကတော့မပါတော့တယ်ဟာဒီတော့မလေးနော်သူများဖျားကိုတော့ရှောက်ပြောနေရဲကြည့်လိုက်လေ ဟုတ်တယ်ဘူးဘာလို့ပေါက်ပြရချောက်ကြတော့ကြာပြီကစိတ်ပါပါကိုကြီးကကြားရအောင်တော့ခါရ ညညတော့ငါပြောလိုက်ရင်ကောင်းမယ်နေတော့မယ်ဖျားအောင်ပါမို့လို့တော်ပြီဘယ်မှာတော့နဲ့လာတာစိတ်ဝင်ပြီးတော့လည်းသွား ဖြည်းဖြည်းရှင်းရှင်းရှယ်ပြီးစုမရှောင်းနဲ့ဟုတ်နော်ပေါက်ကိုကြီးလည်းငါလာသူကမဟုတ်ဘူး ဟုတ်တယ်လဲပြလိုက်ပါလားအလေးကလည်းဒီထူးကြမလို့ပါဘူးတော့ငါထူပါ တဲ့တဲ့ ညညတော့ သူတော့ငါဆိုရပြောတာ ကိုကြီးနော်သူရပါလေသူကအထောင်ဝတ်ထိုင်တယ် နေသက်ဆုံးပါလားညာလေးလည်းပါလာလားတီးရနော် ဟာမလုပ်နဲ့ဒီကောင်ပြဿနာချ ဟာလေမင်းငါကြောက်ပါနေလို့သာဒါကြောင့်မလို့ဆိုပြီးတော့ အဲ့တော့ဆရာသမားရှိရတော့ လာပါဟာဒီကရောကြလာကြတာဟုတ်ကဲ့ဟာ
你要刚不住了，弄弄吧啦。大路边，大路。哎呀，好吃的吧？我来着吧，我来这个全部啊，明年来过，他够抓呗，我说，都你要变嘛子，明年来个噻。哦，来着。啊，来个那个要花钱啊？都来个了，要花钱了嘛？你要嘛购物了嘛，啥子没提成嘛？你啥子？啊，好大呗，都是提上不的。啊，你明年嘛，我提上的嘛，我都好了。这红烧面我老多了。公，你嚟攞嚟邊啊？你即用？啊，你干嘛？你要来？干嘛？我这个文工做饭得咋的没？咋呀？要你呀？啥的啥的？没对哪里？明说没有开闹着啥，没对路路了。还有那别的来嘛，对面来个。哎，明天我等下今天4天来要说个了，今天闹钟特别。明年嘛，明哪讲个困了就没有。明我把这，明没见到了。啊？明我表达明没见到了。你妈还要？明天那么在西部呢，明年嘛对我们不么多。明年嘛我有没说那么明天没打住的时候，刚刚的时候骂他呀。明年，明天我干出来，是吧呀？他们怕那个，明年。人家没有错的，还有人家，你给我变出来了，让人家知道不用这样，你出去闹出来吧，我要出来，让人家让，人家出来的那里的老爷追啊。没得不人那么只要没我干啥哩？你明天发不？哎，我စိတ်လိုက်မှာမလုပ်ပါနဲ့လားဒေါသရှိထားရင်အမှားကြီးပဲသား ဟုတ်ပြီအဲ့ဒီစကားပြောတာအရမ်းမရိုင်တော့အကြီးကိုကြီးတို့ကလဲအောင်နေသေးတယ်ဟဲ့တမီးအဲ့ဒီအကိုမြောက်ပြီးနေရတယ်ရန်သက်ရှိတယ်ဆိုတော့ကောင်းပါဘူးတမီးရဲ့ဟုတ်တယ်သားရဲ့ဒီလိုကတရက်တည်းတည်ပါလေအတူနေကြတာပြီးတော့ဒီနဲ့သူတို့နဲ့အဆင့်တန်းများတူလာမဟုတ်ဖြစ်လာရင်ဒီလိုကအရှုံးနေတယ်သားဒါကြောင့်ကောင်းကိုပြောနေတာဒီခါမှာဒီကံကကြာပြီဒီကောင်အမြဲတမ်းကျွန်တော်တို့အားနေချက်ပြီးပြောပြီးအနိုင်ကျင့်ဒီတကားဒီကောင်စော်ကညီမလေးပါထိလာကျွန်တော်ဘလို့မှဒီခံလို့ပြန်လို့ပြန်အဲ့ဒီလိုပြောစရာဖြစ်တာဒီပြရလည်းမားနေတာဒါဒီအားလုံးကပြပြကြည့်ပါမယ်သားရဲ့ဟုတ်ပါဘူးအဲ့လောက်ကြီးတော့မဟုတ်ပါဘူးဒီကိစ္စဒီကောင်ယောက်ျားပဲကျွန်တော်မကြည့်နိုင်ပြန်ဖို့ဒါပဲရှိတယ်ဘာတော့ဝေးထိနေနေလာတိစံရှိလို့ပါတထေးလွှတ်လိုက်လို့ပါညကတထေးကြော်ကတော်တော်လေးရောကထောက်လာအဲ့ဒါဒီကမျက်မြစ်ကိုခေါ်ခိုင်းလိုက်တယ်ဟုတ်ကဲ့ကျွန်တော်တို့မိသားစုဒီလိုပြပြနေရဘဝနဲ့ကျွန်တော်ဖြည့်ဆင်းခံတယ်တရေကြီးမှာကြံနေတဲ့အကျွေးကိုကျွန်တော်တို့တားမှညအလုပ်လုပ်ပြီးဆက်တယ်ကျွန်တော်ညီမလေးကိုပြန်မထုတ်ချင်ဘူးကိုကြီးကမှန်ပါတယ်ဒါမဲ့ညီမလေးစဉ်းစားထားတာတစ်ခုရှိတယ်ကိုကြီးပြောတယ်လို့ကေနဲ့ကိုကြီးတို့ဘူးလို့ပြေးကြောင်ဆက်နေဆိုရင်ညီမလေးကိုရှင်းရွာနေတော်တော်နဲ့လို့မဟုတ်ဘူးဟိုပြီးတော့ဟိုမလည်းသူကတိတ်ကြံမှာမဟုတ်ဘူးလေအဲ့တော့ညီမလေးကအလုပ်လုပ်ရင်းနဲ့ကျွေးကျန်းဆက်လိုက်မဟုတ်တာညီမလေးရဲ့ကိုကြီးနဲ့အဖေတို့ရှိနေတဲ့ကြားထဲညီမလေးကအလုပ်လုပ်ပြီးပြေးဆက်နေတယ်အတိတ်ပဲမှမရှိတာဒီကျွေးတွေကိုကြီးတို့တားပါနေအလုပ်လုပ်ပြီးဆက်နေတယ်ညီမလေးပြန်လိုက်တော့ညီမလေးလည်းပဲသွားကြမှာမဟုတ်ဘူးလေဒါပေမဲ့ညီမလေးစဉ်းစားထားတာရှိတယ်ညီ
မာလေးကဟိုမှာအတွေ့အကြုံဆက်မယ်ခွင်းကလည်းဒီမှာအလုံးလုံးရတဲ့ဆိုင်ကိုစုထားပေါ့ကျွေးအောင်ကျေသွားပြီဆိုတော့မှမာလေးမိသားစုလေးလုံးလုံးလက်လက်ပြပြဆွေးနေစိတ်ထဲကနေရမှာပေါ့ကိုကြီးဟုတ်ဘူးလားနော်အင်းအမေပြောတာမှန်ပါဒီရောဘုံကောင်းတဲ့ကအင်းတောင်းတာလေမင်းလည်းကောင်းတယ်ဆိုတာအဲ့တော့အမေကလည်းတော့တော့တယ်ဒါဆိုလည်းကျွန်တော်ခွင့်ပြုတယ်။ဒါနဲ့ကြွားကြ။ကိုလည်းတော့ ဆန္ဒအားလုံးအများဆုံး စိတ်ကြီးကမှစိတ်ကြောက်ကြကိုမှအမေလည်းအဲ့ဒါတင်တာဒီမှာမျိုးကိုကြီးဒီမှာလေးဘာလို့ဆိုရလဲတော့ကိုကြီးဒီမှာလေးကိုထားပြီးတော့ဖတ်သွားမအောင်ဒီမှာလေးနောက်တစ်ခါမနေချင်တော့ဒီလိုတောင်းမယ်ဒီနေ့ဒီကောင်းစားလိုက်ကြအောင်သား။ဒါပါလား။လာကြအမေခါနေကြတယ်။စားမရအောင်ဟေး။ကြသမောင်ကွာမင်းတို့စီညာစီနဲ့သမင်းတော့ဘယ်လိုစားမှာဖြစ်တော့အေးဒီကစားကြမရှိဘူးလားသွားကြနော်တို့ကကောင်းစိုးဝါးကြာနေတော့အဲ့လိုနေတော့ငါတို့ကမသွားဘူးခိုင်ညောနေမှာတော့အဲ့လိုနေတော့တော့ပြန်ပြီးတော့သူတို့ထုတ်တယ်ဒီဟိုမှာလည်းကဲကြည့်ကြည့်လဲကြည့်နော်မင်းတို့သမင်းစားကျူစားပြီးတာရှင်တို့သားပါလားဝါအောင်စားမှာသမီးလေးရောတခါတော့ဝင်စားလိုက်လေတော်ပြီဦးလေးမစားရပါဘူးဟာဘယ်ဟုတ်တာကွယ်ဦးရဲ့ဒစိမ့်ကြီးမမဟုတ်တာစားပါဦးစားတယ်ဒီလေးနောက်ဆိုရှင်မျိုးတော်ရတော့မှာခရမ်းတွေ့ခရမ်းမျိုးနေအမလေးရှက်မနေပါနဲ့ကြီးတော်ကဦးလေးကိုနှစ်လာပူတာဟုတ်ပါအဲ့ဒီကဘာကြီးတာပြောဟာဟိုငါတော့လည်းမနိုင်ဘူးဆိုလိုက်ပူတာပါနော်မသိပါဘူးကွယ်ငင်းရအတွက်ခုရကြိုပြီးများလေ့ကျင့်နေတာလားကြီးကျယ်လည်းပြောကြီးကျယ်လည်းပြောဒီကောင်လည်းမင်းနေပါဦးမယ်ဟာရနေလေလားနေရဒီကြီးတော့လိုက်တော့ထွက်တယ်ကွာတော့ကြီးတော့တော့မင်းတို့လည်းကွာသိမစားနေပါနဲ့ဟိုသမီးလေးရှက်နေစားကြီးကိုကြည့်လားမရှက်လို့မျက်နှာယူရင်းနေလေးလောက်နာပါဗျာဟုတ်တာဘူးလို့လည်းရှက်မှာပါအဲ့ဒါမှသူကတမျိုးဟုတ်ဘူးလေကွာမင်းတို့ရိုးနေတယ်နေတာမင်းတို့ကလေကွာပြီးရင်တန်ပြီးပွင့်ရင်တန်ပွင့်အောင်လို့ပွင့်လင်းပြအောင်လို့ပြောတာပေါ့ကွာဟုတ်တယ်ငါလည်းစကားပြောရင်တော့မသိဘူးမကောင်မလေးရှက်လို့ပြေးကိုသားရဲ့ကိုသဘောကိုလည်းပဲနည်းနည်းပါးပါတီးခောက်ကြည့်တာဟုတ်တာတိုင်းကမင်းသဘောကဘယ်လိုလဲပြောသမ်းပါ
မျိုးမျိုးကငါပြေးမှဆက်တာအရင်ကောင်းတာကျွန်တော်စိတ်ကြိုက်တာ你要多吧？我把我做做做了，啊？考他记了，考完记了，哎呀，我们考不完，乱抄嘛你用啊批评了，这没不是上分标的，考的不是没有吧？我们不过来吧？我这个抄嘛你也对了，俺批评了，俺考的是不是判了的？哎，俺妈不标不你呢，考完干嘛？我才能没来看呢，知道吗？路面也都去数了，我说的怎么来个？你这哭了，去吧。这个我听来嘛，我你看这牛皮吧。你搞我这边讲话了，别我有点去吧。အမေအဲ့ငါဦးလေးချင်သွားနေတူတယ်နော်ဘယ်လိုဖြစ်ရလဲတားလေးဦးလေးဒါဦးလေးရဲ့နွားမလားဟုတ်တယ်အဲ့ဆိုလက်ရှင်းပေးပါဦးလေးရဲ့အကြီးဟာကျမမောင်လေးပါဟိုနွားကသူ့နွားတဲ့ခင်ဗျားတို့ဘယ်တော့ခုကကိုခါတာမဟုတ်ပါဘူးမနေ့ကခြေတန်းနေလွတ်ပြီးပျောက်နေလို့ပါသိကြရနော်သိကြပါရဲ့ဗျာခြေတန်းလွတ်ပြီးတွတ်ပြီးပျောက်သွားတာပါသူတို့မှအပြင်းရှိပါဗျာခင်ဗျားတို့ကလည်းဗျာကိုနွားကိုဂိမ်းဆိုင်မှာပေါ့ဗျာဒီမှာပြဿနာကြီးရှုပ်ကိုနောက်မဖြစ်เสียပါကျွန်တော်တောင်းပန်ပါတယ်အကြီးရင်းနှီးမှာဖြစ်ရှိဆိုတာကြီးလို့ယုံနေမလားဒီဘက်တော့လည်းမင်းတို့လည်းတောင်းပါမှာဘုရားမင်းတို့မတောင်းပါမှာဟုတ်ပါဘူးကြီးလည်းတကြီးလုံးကြကြီးတို့တင်လို့ကျွန်တော်ဟုတ်ဆိုအားလုံးကြည့်ပါထိတ်တုံးထုတ်တယ်ဟုတ်တယ်ဒီမယုံနဲ့အကြည့်မယုံနဲ့ပြောတယ်ကျွန်တော်ခိုးဝင်ငယ်လေးတဲ့တစ်သက်လုံးခံနေရအခုတည်းကမပြီးနိုင်ဘူးတစ်ခါလေးမှပြီးတယ်တစ်သက်လုံးခံနေရတော့ပါလားဟုတ်တယ်သားအမားတစ်ခုလုံးနေရင်ဘယ်တော့မှပြန်ပြင်လို့မရဒါဟာအမားလုံးမိသူရဲ့အဖြစ်ပဲဖေကြောင့်ငါသားလေးအခုလိုဖြစ်ရတာဖေတောင်းမှလည်းသားလေးမဟုတ်ပါဘူးခင်ဗျာအဖေကြောင့်ကျွန်တော်ထောင်ထဲဝင်သွားတယ်ဘာမှမဖြစ်ဘူးစိတ်မဆိုးဘူးအခုကကိုမလှုပ်ဖဲနဲ့ကိုမဟုတ်ဖဲနဲ့အပြောခံရအောင်ကျွန်တော်ခံပြင်းလုံးလို့သူတို့ကပြောခွင့်ရအောင်ဖြစ်ဖြစ်နဲ့တိုက်ဆိုင်ရတယ်ဘာလဲကိုမဝကြွေးရှိလို့ခဏလေးလို့တော့ထောက်မင်းညပြောတာကြီးအားလုံးမှန်တယ်တကယ်ဆိုဒီဝတ်ကြွေးအားလုံးငါတယောက်တည်းခံနေငါရဲ့မိုင်မမှုကြောင့်ငါမိသားစုပေါ်ကူးဆက်ကုန်ပြီငါမိသားစုနဲ့အတူမရှိတဲ့တော့ဘူးကွာအဲ့လိုမပြောပါနဲ့ခင်ဗျာအခုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ကျေနပ်တယ်အဖေကိုစိတ်ထဲမှာဘာမှမထားဘူးဘာမှလည်းမရှိဘူးအဖေဘာဖြစ်ခဲ့ကျွန်တော်အဖေကအဖေပဲပေါ့မဟုတ်သေးဘူးသားအခုအချိန်မှာတို့အနေနဲ့ဘလောက်ပဲကောင်းအောင်လုပ်သူတို့အနေနဲ့အကောင့်မမြင်နိုင်တော့ဘူးသားဒါကြောင့်မလို့ဒီရဲ့လောင်းရီမေးကြီးကိုဒီဖြောက်ဖြက်သေးတော့မသားရဲ့ရှင်ဘာလို့လုံးနေလဲဒီလောကကြီးအဖိတ်ကိုမှာပြီကွာတခုစဉ်းစားမိတယ်လောဘဒေါသမောဟတွေခင်းနေသာသနာ့ဘောင်မှာငါနေခြင်းမိကွာအခုလိုပြောလို့ငါတို့တကူကောင်းဆန်းနေကိုလို့ယုံတယ်လို့တော့မထင်ကြပါနဲ့ကွာဘာတော့ရှင်ဆောင်တော့ကျမတို့မတားတော့ပါဘူးရှင်ပြောသလောက်နေပါဒါဆန္ဒကဒီကောင်းတဲ့လမ်းကိုရေးတာပဲကျွန်တော်ဘာမှပြောလို့ရှိတယ်ဒီကလည်းငါ့ကိုမြင်လာတယ်သေတဲ့တဲ့တွေ့တယ်ကြာဟုတ်နေတော့အနှောက်ချက်မပေးနဲ့နော်ဒီကနောက်ချက်ပေးတာမဟုတ်ပါဘူးဟာမင်းကစကားလေးပြောချင်မပြောနဲ့မကြားချင်ဘူးနေ့တန်အောင်မကြားချင်တာဒီကလေငေါ့တွေ့ပြီစိတ်သိမ်းဆန်တာလေဟိုကောင်နဲ့ကြားတယ်လေမျက်နှာကိုခါတဲ့တမျိုးဖြစ်သွားတာအဲ့ဒါငါလည်းမင်းနဲ့ပါဆိုင်နေဆိုင်တော့မျိုးမျိုးရဲ့ငါမှနင်းကိုလေတင်းအောင်တင်းနေတယ်ထားနိုင်တာအဲ့ဒီနေစဉ်းစားပါကိုနင်းနဲ့တန်ပြန်နေပါစဝဲပါမယ်နားလေလားဟ
ဘာလို့မတန်မှာလဲနင်းနဲ့ငါနဲ့မတန်တာဟာဟိုကောင်နဲ့နင်းနဲ့မတန်ဘူးအဲ့ဒါကိုငါပြောနေတာ တော်သားမှာကုန်းပါငင်းငယ်ပါဖြစ်ဖြစ်နင်းလို့ကောင်းပြီးငါတက်တက်လုံးမစင်စားဘူးမှတ်ထား ခဏနေဦးပြော ကုန်းငါလည်းကိုလွတ်နော် လွတ်မှာပါမကြောက်နိုင်ဒီမှာမင်းမျိုးနင်ငါပြောတဲ့စကားကိုသိချမှတ်ထားနင့်အမေကငါမိဘရဲ့ကြီးစုနဲ့မကင်းဘူးနင့်ကအချိန်ကြီးယူလိုက်တာနားလဲနင်တနေ့ငါရင်ဝင်တော့ရောက်ကိုရောက်စီရမယ်နင်မှတ်ငါချက်တော်လီလို့မြေထွက်တာပဲကြောက်ပါရဲ့ဟာချင်းခွင်နဲ့မြေထွက်တာတခါမှမကြောက်ဘူးဘလို့ဖြစ်တာဟမ်အော်ငါဒီနေညရုပ်ရှင်ကြည့်ပြီးဆွေးနွေးပြန်ကြဟမ်ဒီတို့ယူရမင်းဟာ ပြောပါနဲ့ငင်းငယ်သားတကယ်ငိုနေရ တကယ်ငုံနေရဘာဖြစ် ပြောချင်တော့ငါ ဟာဒင်းဟုတ်ဘာဖြစ်လို့လဲနေရတယ်ဒါအတိတ်ကိုကျွန်တော်ကြောက်ဘာဖြစ် ဘာသာကိုဆောဒီစားကပြောရင် နေရတယ်ဟာအပြိုလူကြီးသားကပြောတယ်မိုးစရာလားဟာနေနှမျောစရာကြီး ဒီလိုပြောရင်နေချင်း ဟုတ်တယ်လေဒီကောင်နင့်ကိုနင့်နာကိုစော်ကားတာမှမဟုတ်ပဲသူချစ်လို့ချစ်တဲ့အကြောင်းပြောတယ်ကွာဒီမျိုးက တော်တော်ကြီးကြီးပိတ်တာတော့နေငါ့ဘက်ကမနာတဲ့ပြင်သူ့မှာမြောက်ပေးမဲ့ပုံနဲ့ အဲ့လိုတော့မဟုတ်ပါဘူးဟာငါပြောတာဒီကိစ္စငိုစရာမဟုတ်ဘူးလို့နင့်ကိုရှင်းပြတာ ဘယ်ကြောင့်မလို့ငိုတာဘောရဲ့ ဒီတော့နင့်ပါလိုက်ဟမ် ဘာမလို့ဘူးတော့ပြောရင်ငါတနေ့နေ့ကျရင်သူ့တဲ့ကိုရောက်ကိုရောက်ရမယ် ဒီကနေရလေသူပြောတိုင်းနေရသူ့လက်ထဲကိုရောက်လာအတိတ်ပဲမရှိတာဟာလကားတောက် ဒီရနေကအမေကတော့မိသားစုနဲ့ကျေစုကင်းနိုင်တော့မဟုတ်ဘူးအဲ့တော့ကိုကရောက်မှာပဲသူမိပိုင်နဲ့တော့ခိုင်းအမေလည်းညင်းနိုင်မှာမဟုတ်ဘူးဟုတ်တယ်လို့တော့ရောက်တော့မယ်တဲ့ ဟောဒီမျိုးမျိုးရဲ့နေရဖြစ်မှမဖြစ်တဲ့ကိစ္စကိုလကားစိတ်ဆင်းရဲခံပြီးသူ့တွေးဘူးဘုန်းကြီး 你们对我好些个，要不我们弄就弄，要不对，要不看看我现在努力不都我不行。ဘာလို့မရှိရမှာငါရှိတာပေါ့ဟာဟုတ်တယ်လေငါအခက်အခဲရှိတော့လည်းနေဝင်ပြီးတော့ကူညီဖြည့်ရှင်းပေးတာပဲနင်းလည်းဆိုတော့ငါဝင်ပြီးကာကွယ်ပေးမှာ 要不就搞我没买。我跟你讲，我要不我的就是他其实我要的不够红的，我还是够能在三月。你看别人帮我的啥样的？ 你关闭了时候，那您都过了，我就搞我的。 ရွ
ဟဲ့တားရေလာလေကွယ်တားကလည်းကြားတာလာထိုးစားကြစို့ကဲလက်စီ မေးပြောဆုံးမှကြောက်ပါလေ ကြွသွားပါပြီတော့ဆုံးဟင်းနေလဲလောင်းလိုက်ပါပြီ ဘာလောင်းလိုက်လဲအဖေ ဒါဘေးဘောသားရဲ့ဟို ဘာလောင်းလားအသားဟင်းလေးပါလေအဖေတို့ချက်ပေးလိုက်ပါခင်ဗျာ အသားဟင်းကြီးပဲနေတိုင်းပဲချက်နေမှာမယ်သားရဲ့ဦးစင်းကြီးကတခါတလေဟင်းသီးဟင်းရွက်ကလေးစားတော့ဘိုးတော်အားရှိသေးတယ် ဟုတ်တာလက်လာကြရင်တော့အဖေတို့သားဟင်းလေးတစ်ခါတော့ချက်လိုက်ပါ အေးပါသားရဲ့အမေချက်ပေးလိုက်ပါမယ်ဖြောင်းဖြောင်းစားစားမှာစိတ်အေးလက်အေးတာကဲစားစားစား တမီးလေး အဲ့ဒီမလေး ဒါလေးတမီးလားအဲ့မင်းလား အချုပ်ကြီးနေပါလား ဟုတ်ပါတမီးဘာဖြစ်လို့ပြန်လာအမကြီးနေကောင်းသွားပြီဟမ် ဟုတ်ဘူးလေဘုံကြီးတက်တာလို့စိတ်မပိုးလိုက်ရတယ် စိတ်လုံးပို့ရရတယ်ဟုတ်လားတမီးလေးကဘာလို့လိုက်မသွားတာလို့ မင်းရတယ်သူတို့မလုံလို့ခေါ်မသွားတာဖြစ်မှာဟောကဲညီမလေးနေဘူးလေလားနားပါလေသမင်းစားမယ်တခါစားလိုက်ဘာကလာလဲ ဘာလဲတမီး သူစားတော့တယ် တမီးဘာဖြစ်လဲတမီးကိုပြောစမ်း ဘာမှမဖြစ်ပါဘူးလေဘုံကြီးမကောင်းတာတမီးကြည့်ကြလားပြင်နေလို့တမီးပြင်နေကောင်းလားအားကြောင့်ဘာရရဒီမှာပြန်လာလို့ပြန်ထုတ်လိုက်တော့ဖေရောရင် ဘေးကဘုန်းကြီးကိုသွားပြီ ဖေကောင်းလို့တော့ဒီမှာလို့လည်းဘာမှမပြော အော်တမီးရဲ့ညီအဖေဆန်းတဲ့ကြောင့်တမီးကိုညီကဘာမှမပြောတာသူတမီးလေးသွားလာတာပြင်မမှာဆိုလို့တဲ့ တမီးအခုကိုတွေ့ချင်တယ် ဟောဓမ္မလေးလည်းရောက်နေတာကို ဟုတ်တယ်ခင်ဗျာဦးစင်းကြီးတင်ခိုင်းစီတာသူ့မပြောလို့ဆိုပြီးစိတ်ဆိုးနေတယ်ခင်ဗျာ ဟုတ်တယ်လေဖေကဘာလို့တမီးမပြောရလဲ ပြောဦးစင်း ဦးစင်းကြီးတမီးရဲ့ ဓမ္မလေးသွားရတာကဖေမမဆိုးလို့ဦးစင်းကြီးကမမခိုင်းတာပါကွယ်ဓမ္မလေးရောပုံမှန်နေရတာအဆင်ပြေတယ်မဟုတ်လားအခုဘာလို့ပြန်လာတာလဲ ဟုတ်ဒီတိုင်းမကောင်းလို့ကိုကြီးကပြန်လှုပ်လိုက်တာပါဗျာ ဒီကွယ်ကျမကြီးကိုယူဆိုင်ကြ ဦးစင်းရောရှုံးကုန်ကိစ္စကိုရှင်းပြရတာပြန်ပါလို့ရှိပါ ဦးစင်းကြီးအတွက်ဘာမှဒုက္ခမရှာကြပါနဲ့ဦးစင်းကြီးအတွက်ဟာပြည့်စုံပါလေဒီကမကြီးတို့ရောက်လာတယ်နဲ့အစောပဲဦးစင်းကြီးဒီကမကြီးကိုပြောเสียရှိတယ် တင်ပါဗျာ ဆရာတော်ကြီးကသာသနာပြုလုပ်ငန်းအတွက်ခရီးရှည်ထွက်ရမယ်အဲ့ဒီမှာဦးစင်းကြီးလည်းလိုက်သွားရမယ်လေ ကောင်းပါရဲ့ဗျာဒီတော်လူမိသားစုတွေနောက်ဆက်မတင်းနိုင်နဲ့ဗျာစိတ်အေးထားပြီးတော့လူရခီးကိုဖြစ်အောင်ပြောပါစေဟဲ့ဘယ်ဖြစ်တာလဲဘယ်လိုမျိုးရလဲတမီးရဲ့ မဦးစင်းကြီးထွက်မှာဘာလို့ဒီမှာဘောမိတမီးမြင်ပြီညီမလေးခီးသွားတယ်ပြန်လာမှာပေါ့ဦးစင်းစိတ်ဆောက်ဖြစ်ပြမလို့အောင်လေ တိတိတိ နေကြည့်မယ်အဲ့ဒါတိတိတိ တမီးရဲ့လေးမှာတမီးလေးပါနော် ကဲဒီကမကြီးတို့ဘာပြောเสียရှိကြလဲ မရှိတော့ပါဘူးဗျာ မရှိတော့ရင်လည်းပြန်ကြတော့ဦးစင်းကြီးတရားထိုင်အောင်သာဓုသာဓုသာ ကားတွေလည်းလိတ်ကြားနေကြတယ်အလုပ်လေးပါလေးဒေတာလုပ်ကြအောင်လေ ဘာနေပြောတာလဲ ကဲဒီဘူးလေဟေးပြီမန်းနေဟာကဲချွေးစားကြအောင်ဒီဟာလုပ်ကြလေဟာ စားမယ်စားမယ်ပါ စားမယ်လေကြောက်ညညဟေးဘာလဲကွာမင်းကလည်းလှုပ်ကြိုးစားလိုက်လားကွာသမင်းလေးပါလေးစောင်းစီးရအောင်သမင်းစားကြမှာဒီကွာမင်းကွာမင်းနဲ့ညီမလေးအခုလည်းငါသမင်းလောင်ဖို့နေမေ့နေကြတယ် ကဲအဲ့ဒါလည်းငါတို့လည်းဝင်စားလိုက်ရသမင်းနေအများကြီးပဲရှိတယ် ရောစားငါအိမ်ပြန်စားတော့ ညညဒီလိုငိုနေလို့ဖြစ်မလဲဟာသမီးရဲ့ဘာဖြစ်တယ်လဲဘယ်လိုဖြစ်တာလဲအမေကိုပြောစမ်းပြောစမ်းမို့ပြောစမ်းပါဒုက္ခပဲမင်းအကိုကြီးသာသိလို့ရှိရင်မိုးမင်းတော့တော့ပဲ
ငါတော့စိတ်ခင်းရဲပါလေပြောစမ်းမောင်သမီးရဲ့ဒီမှာနေအောင်မွေးချောက်ထားတဲ့အမေလေငါ့ကိုမှမပြောလို့ရှိရင်ညဘသူ့ကိုသွားပြောမှာလေဟမ်ဒီလိုကိစ္စမျိုးဆိုတာဖုံးတော့တိလို့ရမှာမဟုတ်ဘူးတကယ်ဘူးပေါ်တော့ပေါ်လာမှာအော်လေအဲ့ဒီချိန်ခါကျမှသမီးသားဆိုလို့ချက်တွေကွဲကုန်မှာပြညာနေပြောစမ်းနေတယ်ပြောလို့မဖြစ်ဘူးလေသမီးရဲ့လုံးဝမဖြစ်ဘူးပြောစမ်းမှာ我这个表喏，看到了的，你们表演的，你们表演了，我讲我打对来没喏，我讲我打对来，我打对来没，我表嘛的没，表嘛的有，这边表嘛的，你怎么表了的表？表嘛的没，这边表嘛没了了嘛。အမေကသမီးလေးအားကိုးရမလားပြောစမ်းသမီးလေးအဲ့နေရတော်ရင်စေဦးတင်လိုက်ရတယ်ဘာရစိတ်ကြီးရေတင်မို့မိတယောက်တည်းအိမ်မှာကြံခဲ့ဘာယူတိခဏလိုက်ပေါ်ဘာတော်ပြီတော်ပြီဘယ်ဘယ်သမီးမရပါဘူးမေတကယ်ပြောနေတာသမီးပြောတာပြောမသမီးမရပါဘူးသမီးတကယ်ပြောတာပါမေဘယ်ဘယ်မလေးကိုကြောနေတဲ့ကိုပြီးမလေးဘယ်ဘယ်အမေအကိုကြီးတို့စီအမေသွားလိုက်ရလားတော့အမေခုပဲသွားမှာတော့မရှိအတင်းထက်ချင်တော့ဘယ်မှာလဲမရှိတော့ဘလို့ဟာမင်းထက်တက်လိုက်ပါကွာငါတောက်ချင်တယ်ကွာအကျွေးမတော့ပါဘူးပတ်စံပေးတော့ပါဟာလေးရမင်းတစ်ခါမှလည်းမတော့ဘူးကွာအခုလေးတော့များနေပြီကွာကောင်းနေစကားနဲ့ကွာတော့ထွက်ကြည့်လို့ကွာငါမဝပြီးလို့ကွာတော့ကွာဒီကမင်းတက်တော့မြန်လာဘယ်ရတရားရွာရတူလို့ချားတယ်ဒီကနေနေတော့ကွာငါဒီတော့အဲဒီအစင်ကြီးချောက်ပြဒီကောင်မှလည်းအစင်ကြီးရောမင်းစဉ်းစားကြည့်တော့အော်မိသားစုဘာလို့လဲစဉ်းမကြည့်ဘူးကွာစဉ်းမကြည့်ရလေစဉ်းနေထားရတဲ့လောကကြီးကအဲ့မိသားစုအတွက်ပဲဖန်တီးပေးနေတော့မသိတော့ဘူး။တခုမှအဆင်မပြေဘူး။ဒီကစဉ်းစားကြည့်ရှင်းတော့ဘူး။လောကကြီးကငါတို့မိသားစုနှိမ့်ဆက်တာတိတ်တရားတော့။အားရောက်တော့အေးဟောစက်မှာတော့ပြတ်လာမချနိုင်ပါဘူး။ဒါပါဘူးကွာ။မလုပ်ပါဘူးတော့ပြန်တရိယာပါလို့စင်နေတယ်ဘာမှလုပ်လို့မရဘူးဆိုတော့ပြီးပါဒါတော့စိတ်ချထိုင်နေတော့နော်
掉你呀，好，这样我面你们来哟。မနှောက်ရှက်နဲ့ကွာငါပြောခင်းနေပြီ နောက်ချက်တာမဟုတ်မင်းပါတက်တာတွေတက်ကုန်ပြီကွာ ငါတို့မိသားစုတော့တက်စနာတက်နေကြတယ် ခဲကုန်ကြီးရမင်းကမှညနေသူ့ကိုတတ်နေလိုက်ပြီကွာ ပြောပြီးတော့နောက်တယ်ဒီကိစ္စနောက်မှကိစ္စမဟုတ်ဘူး ငါနောက်မလားကွာအိမ်မှာအလောင်းတော်ပြင်ထားပြီနေရရော အမေကျွေးပါလို့ပြောပြီးသွားတယ်ပြီးကုန်လာရဲ့အမေကုလူကဘာပြောလိုက်လို့လဲအမေကုလူကအမေဘာပြောလိုက်လဲအမေကျွန်တော်မညာနဲ့ကျွန်တော်မဟုတ်ဘူးကျွန်တော်ပြောဘာတကယ်လဲကုလူကကြာမပြောကုလူကလည်းနေဟာငါတိတ်ကောင်မှမထောက်ထားမနဲ့ဒီကိစ္စနဲ့ငါစီရောက်လာတယ်ဆိုတာနဲ့တော်တော်တရားလို့နေ ဟုတ်ပါဘူးကိုကြီးကျမတို့ကျမသမီးလေးမလေးကျမကိုကြီး နင့်သမီးစကားနေယုံပြီးငါစီရောက်လာတယ်နေမှားတာဟောဟိုသူ့မှာသူဘယ်သူလဲပါလဲပြင်မမသိပဲငါကောင်းမဟုတ်ကြောက်လို့ရမလား ကျမသမီးလေးကိုဒီလိုမပြောကိုကြီးဒီလိုပြောပါနဲ့ကျမသမီးလေးဒီလိုဒီကမမင်းတော့ကိုကြီးဒီလိုကောင်းပြောပါကိုကြီး နေတော်တော်ငါပြောနေတယ်နော်တော်တော် ကိုကြီးဟုတ်နေတယ်ဆိုရင် ငါပြောနေတယ်နေတော်တော်နေကငါတိတ်ခါဆော်ကားနေတာမင်းတို့နေမို့လို့နော်တခြားလူသာဆိုရင်ငါအသေးပြောင်းနဲ့တရားပြောလိုက်နားလေလား ဟုတ်ပါကိုကြီးကျမပြောရလို့တော့မဟုတ်ကိုကြီး နေတော်တော်ငါပြောနေတယ်နော်ဒီတဲ့တရားလုံးလိုက်တော့ငါသိမခံနိုင်ဘူးတော်နေငါ့ဘောသိသွားအမေကျွန်တော်လွတ်မကျွန်တော်လွတ်
路上的，江路在这个窗子上。俺身边的人，俺身边的人，咋那么漂亮？俺身边，干！Heavenly, yai him do phe kwap lo. Ma phe tam lo ba me. Oh, baby. Ada apa? Ada nama dalam ini. Kau dong melihat tu. Wah, itu nggak lutin. Mana ada nama ni? Dia kaya tu kena. Nama apa sih? တုံ့ပြန်ရဆိုတော့ငါအဲ့တခုပဲစဉ်းစားလို့ရအဲ့ဒါ ကဘာဆက်ဆက်နေရလဲဆက်နေတယ်လေဒီလိုမျိုးရောရမ်းတဲ့နေနေပေါ်တော့ပါလေငါဘာလို့လဲစိတ်နေတယ် 我连我还得送我。我就把你，你用俺别的了，俺这种，然后你上去救我。这个庙先生用了啊，要加了，我也没想到，我也没说，这个这个，那别的了，没有些，那种那不行，要少效果。 Hey, đi con mà lên ốc thì nó đã trả lại. Tâm mi. Không nhớ là gì. Cắt
တော်ညံ့အဲ့ဒီကောင်မင်းတခါလေးဖမ်းလိုက်ပါလားဟာလွယ်မလားကွာသူ့လက်ထဲမှာလည်းဓာကြီးနဲ့ဓာကြီးနဲ့ဘာဖြစ်လဲဟမ်မင်းကြောက်လားဒီကောင်ကဘာလုပ်ရဲမှမလို့လဲဟာမင်းလား तू ကဘာမှမလုပ်ချင်မလုပ်မှာကွာငါတို့ကြောက် तू ကလေဟာမင်းလည်းသိသားနဲ့ကွာဟုတ်တယ်ကိုကဒီကောင်အရင်ငင်းညံမဟုတ်တော့လူတယောက်တောင်တတ်ပြီးပြီကိုမြတ်မောင်ကျွန်တော်ပြောမယ်တယောက်မကလို့10ယောက်တတ်နေပြီလေအဲ့ဒီကောင်လုံးဝကြောက်ဂူးမဆိုင်ဘူးကြာဟာဂူးမဆိုင်လို့မရဘူးလေကိုကဟိုခါကိုကိုဒီကောင်ပြန်ထိုးပြီးရတော်တော်လေးတက်တီကောင်တော်စမ်းကွာမင်းပဲစောက်ပိတ်ထားမင်းကအဲ့ဒီကြောင်တွေထဲ့မပြောနဲ့ငင်းချမင်းငါစီမှာရှိနေတဲ့လက်တီတစ်လုံးရဲ့အကျွေးကိုမင်းငါ့ကိုအတိုးနဲ့ပြန်ဆတော့မယ်ကွာပြီးတော့မတို့ဒီသားစုမှာဘုရားမှာလွယ်ကိုယ်ွယ်စရာမရှိပါဘူးအားထားစရာမရှိပါဘုရားတကယ်တော့မတို့ဒီသားစုဝိကျွေးရှိခဲ့တယ်ဒီဘဝဒီညနဲ့ပြေးပါပြီးတော့ဘုရားနောက်ဘဝတန်ရဖြစ်ပါစေတကယ်တော့တာမင်းဒီကိပါစေကျေမခလုတ်မတိစုမကြီးပါသေးနဲ့ဖေဟာ你不接不了大爷，你不接不大爷。你知道的，没你们不搞大，搞大爷。搞大爷，别当有家的，过去都不看我。就来打来打，我在过大爷。ကိုယ်တိုင်ကိုပြောပေးရဆိုငါကလည်းဒီလိုတားရင်ဘာလို့တော့မင်းမပေါ်တော့ရင်ဒီကိုပြောတာတားလေတားလေတာပေါ့ဒီလိုမှမကြည့်နေတော့ဒီလိုလိုမှကြောင့်ညီမလေးအသက်သေးသွားတယ်အဲကြောင့်လို့ဒါသူ့အသက်ကိုတွားပြီးတော့ရောတောင်းတာပေါ့ဒါအပြည့်တို့လည်းဒါအဖမ်းခံမှုအစင်းနဲ့မယ်သူတို့ဘက်ကစစီကောက်လို့ဒါထွက်ပြေးလာမကြောက်ရတားရဲ့ဘာလို့မလိုက်ဘူးအဲ့လိုငါသားလေးတော့ပုတ်ပြီးတော့ဖြစ်ချင်တာဘောသားလေးအမေဘလို့ကရမနေနိုင်အမေတို့ကဒီသားလေးကိုပြီးတက်တယ်ဘလို့ဒါတော့စိတ်လို့ဒါအမေစိတ်လို့ဒါရောသားပဲဒါလုပ်တဲ့တာစင်တယ်အမေနားမှာတာမနေနိုင်တော့လေဒါစိတ်မကောင်းဘူးနေကောင်းတယ်လို့ကျွန်တော်စိတ်ချဟုတ်တယ်အဲ့ဒီဘယ်ရတဲ့ဒီလိုပါလဲဒီကနေတော့ကျွန်တော်ဆက်တော့သူစိမ်းရတဲ့ဒီကိစ္စတွေမသိလို့ရှိရင်တော့မပြောရနဲ့နော်မင်းနဲ့ကားပါတာလေနော်မင်းဒီဆက်တာအမျိုးရင်းတရားရတာဒါအကြိုင်းနေလို့ဖြစ်我不行，这种根本不轻松啊！你那啥呀？没人不孩子就会去给你，这不要死的吗？这个我去，这个不要。
你下来的，你把对来呀！姐姐，你六毛不他妈什么背的？你六姐姐姐。姐姐，你把对来我打来没有？我明明我打不来的。还要讲，你给咱们明明的把我们带走了。有，拿来，你也看不看呢？明明打吧。姐姐，你看我们黑的，你六要把六的想法嘛哈，你让我别走了哈，让我趁你接了，抓你。黑狗！你没弄几吧？多大？对，这是讲嘛。多大？毛风米水，大股嘛，明年来了啊。姐，明天跟我们一起走手艺，这里可怕了，姐。别干了嘛。ဒါရီကဝတ်ကျွေးရှိလို့ပဲဆိုရဒါဝါတခုကန်တခုပေါ့ကန်စီမရပေါ့ဒီရလေပြောပြောတာပြောရတာဆရာဘယ်မှာဖြစ်ရှင်ခုတော့ပါကိစ္စမရှိပါဘူးတကမလေးသူစင်ကြီးတရားနဲ့ဖြေနိုင်ပါလေဒါကငင်းကြဥပဒေရှိရောက်လာခဲ့ရင်ခံခံမှုဦးစင်းကြီးကဖြောင်းပြပေးမယ်ဆိုတာအကြီးကိုပြောပြလိုက်ပါအဲ့ရောင်းမစားပဲကွာရင်းကြောင်လိုက်ဖမ်းတော့တစ်သေးပြောင်းပဲထင်တယ်ရောသွားမလို့နေကောင်ကြီး तू ကလူ2ယောက်တတ်ထားတာမင်းနဲ့ဆို3ယောက်ဖြစ်သွားလိမ့်မယ် ဟေးမင်းပြောတာလည်းဟုတ်တာအေးဒီကောင်ဘယ်လောက်ထိကြီးနေမလဲမသိဘူးကွာသူ့မျိုးဒုက္ခပါခင်ဗျားကိုခုလိုခေါ်ထားတာစိတ်ကောင်းပါဘူး။ရပါတယ်ရှင်။ကျမနားလေပါဘူး။ငါကဒီလိုရောက်ဖို့ကဒီနေ့ရရှိလို့ပါ။တောင်းပါမယ်။ရှိစားမရှိပါဘူးဒီရဲ့။ဒီမျိုးတာဝန်ရှိတယ်ကဆောင်းတယ်။အမေကတောင်းမယုံလို့မဟုတ်ပါဘူးတားရဲ့။အမေကတောင်းလို့စိုးရိမ်လို့ပါတားရဲ့။အမေမယုံလို့မဟုတ်ပါဘူးတားရဲ့။ကျွန်တော်မကောင်းရင်ကျွန်တော်ကိုပြောပါ။ကျွန်တော်သားသမီးမတင်ကြိုက်ပါနဲ့။ဒီတိုင်းဆိုငါကြောင့်အမေဒုက္ခရောက်တော့မယ်။အမေဒုက္ခမရောက်စေအောင်။ငါဒီတိုင်းရှောင်ပြေးနေလို့လဲဥပဒေလက်ကလွတ်မှာမဟုတ်ပဲ။တရားဥပဒေရဲ့အဆုံးအမခံလိုက်တော့မယ်။ဒါအကောင်းဆုံးပဲ။ဟာဒီမှာရင်းက没打我半年了，没打我半年了呢。打我半年了，没你乖妈咪打你。别干活吧。打我半年了，打！大爷，打我半年了。没差没。စီရင်ချက်ဆက်ရှင်ရာဇဝတ်တရားပြုကြီးချုပ်မူကြီးအမှုမှ69/59ဤမှုတွင်နှစ်ဖက်သက်သေများကိုစစ်ဆေးခဲ့ရာဤမှုကျူးလွန်ကြောင်းပေါ်လွင်ထင်ရှားခဲ့သည်တရားခံဖြစ်သူငြိမ်းချမ်းလာတဲ့ဤမှုကိုအမှန်တကယ်မ
မိမိကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့သည့်အတွက်အောက်ပါအတိုင်းအမိန့်ချမှတ်လိုက်သည်အမိန့်အဖဥပဒေဤကတရားခံငြိမ်းချမ်းအားရာဇတိပုံမှန်302တစ်ကအရကျူးလွန်ကြောင်းပေါ်လွင်ထင်ရှားသဖြင့်တေရန်ကြခံစေရန်ဤရုံးတော်မှမိန့်ချမှတ်လိုက်သည်သေလေပူပင်တော့ကားတွေရောက်မနေပါနဲ့တနေကွယ်သေနေသူတခါလှမ်းမေ့ရော့ကသေဘူးထင်ပါနဲ့သေနေရွာတကယ်သွားရလိမ့်တားလို့မရဘူးတဲ့အခုတကားလေးကဥစင်းတွေကိုခွဲမသွားခြင်းလေဥစင်းတို့ကတနေ့တကားလေးကိုခွဲသွားရမှာပါမှန်သည်ဖြစ်စေမှားသည်ဖြစ်စေတကားလေးကသူများအသက်ကိုတတ်မိလို့အခုတကားလေးကပြန်ပြီးပေးဆက်ရတာပါတကားငင်းညာဒါတွေကိုတွေးမနေပါနဲ့တော့တန်ရောစင်ဒီအားလုံးကိုဖြတ်နိုင်အောင်ကြိုးစားပါစိတ်နှလုံးကိုတည်ငြိမ်အောင်ထားပြီးအခုဥပစင်ပြောမဲ့စကားကိုသာအာယုံပြုပါကဲတကားလေးအခုအချိန်ကစပြီးလောဘဒေါသမောဟစိတ်တွေကိုဖျောက်တရားဝါတွေအားလုံးပေါ်မှာမေတ္တာစိတ်ကိုထားဘဝကိုကောင်းမှုအတွက်ကတော့တရဏဂုံ3ပါးကိုတကားလေးရဲ့ရင်ထဲမှာမြဲနေအောင်နှလုံးသွင်းထားဘဝကူရမှာအကျိုးပေးပုံ၄မျိုးရှိပါတယ်တစ်ကြီးလေးတဲ့ကပြင်စာနန္ဒရိယက5မျိုးကိုကျူးလွန်ပြီးရင်အပင်ငရဲကိုကြားတတ်ပါတယ်နှစ်အဲ့ဒီကံမှမရှိဘူးဆိုရင်အနိကကံကအကျိုးပေးပါတယ်တော့အဲ့ဒီကံမှမရှိဘူးဆိုရင်နေ့စဉ်ပြုနေတဲ့အစိန်တကကံကအကျိုးပေးပါတယ်အဲ့ဒီကံမှမရှိဘူးဆိုရင်အတိတ်ကပြုခဲ့ဘူးတဲ့ကံကအကျိုးပေးပါတယ်တကားလေးတကားလေးလူတယောက်ရဲ့အရေးကြီးဆုံးအချိန်ဟာဘဝကူးရမယ့်အချိန်ပဲတကားလေးအခုလိုပူဆွေးတော့ကားတွေနဲ့ဘဝကူးသွားမယ်ဆိုရင်ဒီဝိကျွေးတွေဟာဘယ်တော့မှလွတ်မှာမဟုတ်ဘူးအဲ့ဒီတော့တကားလေးရဲ့စိတ်ကိုတည်ငြိမ်အောင်ထားတရားဓမ္မကိုသာနှလုံးသွင်းပါအရေးအကြီးဆုံးကတော့တရဏဂုံ3ပါးကိုတကားလေးရဲ့ရင်ထဲနှလုံးထဲမှာမြဲနေအောင်ထားပြီးတကားလေးသွားရမယ်နောက်ဆုံးခရီးအတွက်ပြင်ဆင်ပါတော့တကားလေးမေကိုလည်းပြောပြပေးပါဗျာတပည့်တော်ရဲ့နောက်ဆုံးထွက်တဲ့အထိအမေကိုပြောခဲ့ပါတယ်တက္ကမကြီးကလည်းခွင့်လွတ်မှာပါဦးစင်ကလည်းတက္ကလေးကိုခွင့်လွတ်ပါတယ်